တော့မြတ်စွာဘုရားကအဲ့ဒီမေတ္တာသုတ်တံမှာဘယ်လိုဟောတာတော့နော်မေတ္တာတရားကိုပွားများမယ်ဆိုလို့ရှိရင်ကျင့်ဖန်များစွာမိမိတန်တမှာဖြစ်စေမယ်ဆိုလို့ရှိရင်တဲ့ကောင်းစွာဆောက်တည်ပြီးတော့ထားမယ်ဆိုရင်မေတ္တာတရားကိုအမြဲတမ်းအရန်တဲ့အနေထားမျိုးဖြစ်အောင်ကိုယ့်ရဲ့စိတ်ထဲမှာနော်ကျင့်ဖန်များစွာဖြစ်စေမယ်ဆိုလို့ရှိရင်အကျိုးကျေးဇူး7မျိုးရမယ်တဲ့အဲ့ဒီအကျိုးကျေးဇူး7မျိုးကဘာတွေတော့ဆိုတော့ဒုက္ခံတုပ္ပတိဒုက္ခံပฏิဘုဇ္ဇတိဒုက္ခံတုပ္ပတိချမ်းချမ်းသာသာအေးရလိမ့်မယ်တဲ့နော်အိပ်ပျော်လွယ်တယ်နော်ချမ်းချမ်းသာသာအိပ်ပျော်တယ်အိပ်မပျော်လို့အိတ်ဆေးတွေဘာတွေတောက်ရတာမျိုးမရှိဘူးအိတ်ခါနေမှာစိတ်ဆင်းရဲကိုယ်ဆင်းရဲနဲ့ဟိုဘက်လူလိုက်ဒီဘက်လိမ့်လိုက်ဒါမျိုးတွေမရှိဘူးကြည်ကြည်လင်းလင်းချမ်းချမ်းသာသာနဲ့အိပ်ပျော်သွားလိမ့်မယ်တဲ့အကောင်းဆုံးအိတ်ဆေးလို့ပြောမှဆိုရင်လည်းပြောလို့ရတယ်။မေတ္တာတရားလွှမ်းပြီးတော့နေတဲ့အလေးအကျင့်ရှိမှဆိုရင်သာသာလေးပဲအိပ်ပျော်သွားတယ်အလောင်းကောင်းတယ်ဟုတ်လားဒုက္ခတုပ္ပတိတဲ့ပြီးတော့ဗာပြောတော့ဒုက္ခပฏิဘုဇ္ဇတိတဲ့ချမ်းချမ်းသာလာနိုးလာမယ်တဲ့နော်နိုးလာပြီဆိုရင်လည်းချမ်းသာမှုရှိတယ်မေတ္တာအရှင်ကကိုယ့်ရဲ့နှလုံးသားမှာနော်အမြဲတမ်းလိုကိန်းနေမယ်ဆိုလို့ရှိရင်အိပ်ပျော်ရင်လည်းချမ်းချမ်းသာလာပဲအိပ်နေတဲ့ခါလည်းချမ်းချမ်းသာလာပဲအိပ်ဟာကနိုးလာပြီဆိုရင်လည်းကြီးကြီးလင်းလင်းချမ်းချမ်းသာသာပဲစိတ်ထဲမှာဘာအနောက်အကျအရှုပ်ထွေးမှမရှိဘူးဟုတ်လားဘယ်နှမျိုးရှိသွားတယ်2မျိုးရှိသွားတယ်နော်အိမ်နိုးချမ်းသာလို့အဲ့လိုဆိုရတော့ရေးတယ်အိမ်ရင်လည်းချမ်းသာတယ်နိုးရင်လည်းချမ်းသာတယ်အိမ်နိုးချမ်းသာကောင်းစွာအိမ်မက်အဲ့ဒါပါဠိတော်တော့ဘယ်လိုပြောတော့ဒုက္ခံပฏิပုဇ္ဇတိနာပါပကာနံသူပိနံပတ္တတိဟုတ်လားနာပါပကာနံသူပိနံပတ္တတိပါပကာနံယုံညံ့တဲ့သူပိနံနော်အိမ်မက်ကိုနပတ္တတိအမြင်မဲ့ဘူးကြောက်စရာကောင်းတဲ့ထိတ်လန့်စရာကောင်းတဲ့နော်အိမ်နေတဲ့အချိန်လေးမှာတောင်နော်မနာရအောင်ပင်ပန်းစေတဲ့အိမ်မက်ဆိုးတွေမမှန်နိုင်တခါတည်းအဲ့ဒီကိစ္စကလည်းတော်တော်စိတ်ပြည့်စရာကောင်းတယ်ဟုတ်လားအဲ့ဒီအနားယူနေတဲ့အချိန်လေးမှာတောင်မှဘလို့ဖြစ်နေတော့ပင်ပန်းနေတယ်ဆင်းရဲနေတယ်ဟုတ်လားနိုးလာပြီဆိုတော့ချွေးတွေပါနေပြန်ပြီးတော့ထပ်တော့မအိပ်ရဲလောက်အောင်ဖြစ်တယ်အဲ့အိမ်မက်ဆိုးတွေမေတ္တာရှိတယ်အဲ့မေတ္တာတရားအားကြီးလို့ရှိရင်အဲ့ဒီလိုအိမ်မက်ဆိုးမေတ္တာမရှိဘူးတဲ့ဟုတ်လားကိုယ့်ရဲ့နိုးထစဉ်နိုးချနေစဉ်မှာရှိနေတဲ့စိတ်အခြေအနေတွေကအိပ်ပျော်နေတဲ့အချိန်မှာတောင်လာပြီးတော့လွှမ်းမိုးနေတယ်ဆိုတဲ့အဓိပ္ပာယ်ကိုနားလည်ရမှာဟုတ်လားဒီတိုင်းပဲဒီအကြောင်းအကျိုးဆက်ပြီးတော့သွားနေတာပဲအဲ့ဒီအိပ်တော့အိပ်ပြီးဆိုတော့မှဟဲ့ချမ်းချမ်းသာသာအိမ်မက်ဆိုးမမဲ့နဲ့ချမ်းချမ်းသာသာနိုးရလားလို့အဲ့လိုလုပ်လို့ဘယ်ရမှာတော့ကိုနိုးချနေစဉ်အချိန်ကဘလို့စိတ်တွေနဲ့နေနေလဲဆိုတာပဲနားလည်ပြီးတော့အဲ့ဒီဟာရဲ့အကျိုးဆက်ကြီးကိုခံရမှာပဲဟုတ်လားဒါကြောင့်နိုးချနေစဉ်မှာမလုပ်ဖို့လိုတော့မေတ္တာတရားထားဖို့လိုတယ်ပေါ့ကိုယ်တကယ်လို့ထားတဲ့အလေးအကျင့်ကိုကြိုးစားလို့အားထုတ်မယ်ဆိုလို့ရှိရင်ကျွမ်းကျင်သွားနိုင်တယ်ကျွမ်းကျင်သွားလို့ရှိရင်သွားရင်လာရင်စားရင်တောင်းရင်နဲ့ဒါလေးကခဏခဏအမှတ်ရပြီးတော့အလိုလိုနေရင်လည်းမေတ္တာကဖြစ်နေတာဘယ်ကိစ္စမျိုးမဆိုလှုပ်တတ်ရင်လွယ်တယ်မလှုပ်တတ်ရင်ခက်တယ်အဲ့တော့လှုပ်တတ်တယ်မလှုပ်တတ်ဘူးဆိုတာလည်းပဲဒီကိစ္စကိုအလေးချင်းဘယ်လောက်များလဲဆိုတာပုံမှာမူတည်တာတော့မွေးရပါအကြီးချင်းတည့်ရအနေနဲ့ပါလာတာတော့အလွန်ရှားပါတယ်တော့အရင်ဘဝတွေကမေတ္တာကိုအလွန်လေ့ကျင့်ကြိုးစားခဲ့ဘူးမယ်ဆိုရင်တော့ဒီဘဝမှာမေတ္တာဖြစ်ဖို့အရန်လွယ်တယ်လို့ဆိုတယ်တော့တောင်တန်းစတော်ဘုရားကြီးပြောတာဘုံဘုံတို့ကြားဘူးတယ်ပေါ့သူအရင်ဘဝမေတ္တာတွေနဲ့အများကြီးပို့ခဲ့လားမသိဘူးတဲ့သူ့ကိုယ်သူပြောတာမေတ္တာဖြစ်အောင်လုပ်ရတာအရန်လွယ်တာပဲသူစိတ်ထဲမှာဘယ်သူပဲစိတ်ညှုပ်ပြီးတော့ထားလိုက်တော့မုံတီးတယ်စိတ်တိုင်းမကြဘူးဆိုတာမရှိဘူးချမ်းသာစေခြင်းနဲ့စိတ်လွယ်လွယ်တကူဖြစ်တယ်ပေါ့ဒါတိတ်မလွယ်ဘူးနော်တခါကြီးမိုင်းများအလိုမကျတဲ့စိတ်တွေအဖြစ်များတဲ့အခါကျတော့မေတ္တာဖြစ်ဖို့ကလည်းအခက်အခဲရှိတယ်ဟုတ်လားကိုယ်စိတ်ထဲမှာမုန်းတီးနေတဲ့ပုဂ္ဂိုလ်နော်ကိုယ့်ရဲ့အကျိုးကို तू ကမလိုလားဘူးလို့ကိုယ်ကလည်းသိနေမယ်ဆိုရင်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးရဲ့ပုံမှာကျတော့မေတ္တာဖြစ်ဖို့ကမလွယ်ဘူးဟုတ်လားညာတော့ဖြစ်တဲ့ဓမ္မတို့ဥရှင်တို့မေတ္တာဖြစ်ဖို့လွယ်တယ်ဆိုတာကကိုချစ်တဲ့လူတွေကိုပေါ်ကောင်းကြတဲ့လူတွေကိုမိတ်ဆွေတွေဟုတ်လားအဲ့ဒါတော့မေတ္တာဖြစ်တယ်အကြောင်းစဉ်းစားလိုက်တာနဲ့ကိုပဲမေတ္တာကအလိုလိုထွက်နေသလားလို့ထင်ရတယ်ဟုတ်တယ်မို့လားဟိုသားသမီးလေးတွေအကြောင်းစဉ်းစားကြည့်ပါလားမေတ္တာဖြစ်လာတယ်နော်စိတ်ထွက်လာတယ်ဟုတ်လားဒါပေမဲ့မုန်းတီးတဲ့လူတွေရဲ့အပေါ်မှာကျတော့မေတ္တာကဘလောက်ညှင်းလို့မှထွက်မလာတဲ့အနေအထားမျိုးလည်းရှိတတ်တယ်ဟုတ်ရဲ့လားဒါကြောင့်ကိုယ့်ရဲ့လေ့ကျင့်မှုကနော်မေတ္တာကိုလွယ်လွယ်ကူကူဖြစ်အောင်လုပ်နိုင်မလားခက်အခက်ကြီးကြိုးစားမှပဲဖြစ်မလားဆိုတာကိုယ့်ရဲ့လေ့ကျင့်မှုပေါ်မှာမူတည်တယ်ပေါ့အဲ့ဒါလိုကိုကအလေ့ကျင့်များလို့မေတ္တာနဲ့အနေရာတွေများလာပြီဆိုရင်ချမ်းချမ်းသာသာအိပ်ပျော်မယ်ချမ်းချမ်းသာသာနိုးထားရမယ်အိပ်နေတဲ့ချိန်မှာလည်းပဲအိပ်မဆိုးတွေမမနိုင်ဘူးတဲ့
အိမ်နိုးချမ်းသာကောင်းစွာအိမ်မဲ့ချစ်လျက်လူနဲ့ဟောချစ်လျက်လူနဲ့နော်၄ခုမြောက်နဲ့၅ခုမြောက်ကျိုးကျေးဇူးဟုတ်လားမနုဿာနံပိယောဟောတိအမနုဿာနံပိယောဟောတိမနုဿာနံလူတို့ရဲ့ပိယောချစ်ခင်မြတ်နိုးမှုကိုနော်ရနိုင်တယ်လူသားတွေရဲ့ချစ်ခင်မြတ်နိုးမှုကိုရနိုင်တယ်အမနုဿာနံပိယောဟောတိနော်လူမဟုတ်တဲ့တခြားသောတတ္တဝါတို့ရဲ့နော်လက်အစရှိတဲ့တခြားသောတတ္တဝါတို့ရဲ့ချစ်ခင်မြတ်နိုးမှုကိုလည်းရနိုင်တယ်တဲ့လူဆိုတာကတပါးသောသူရဲ့ကိုယ့်အပေါ်မှာလိုလားတာနော်ချစ်ခင်မြတ်နိုးတာမေတ္တာတရားကိုတောင့်တကြတာကြီးပါပဲအဲ့ဒီရဲ့ကိုယ့်ရဲ့လူအင်ဆန္ဒကိုလည်းသိဖို့လိုတယ်လူတိုင်းသူတို့ဘာရဲ့မုန်းတီးတာကိုဘယ်သူမှမရခြင်းသူတို့ဘာရဲ့လေးစားမှုတန်ဖိုးထားမှုမြတ်နိုးမှုဒါတွေကိုရခြင်းတယ်အဲ့ဒါမေတ္တာအားကြီးလို့ရှိရင်သူတို့ဘာရဲ့လေးစားမှုတန်ဖိုးထားမှုမြတ်နိုးမှုဒါကိုလွယ်လွယ်လေးရနိုင်တယ်ဒါလည်းကိုချင်းစာကြည့်ဖို့လေမေတ္တာတရားနဲ့အေးအေးချမ်းချမ်းနေတဲ့လူကိုကိုယ်စိတ်ထဲမှာအလိုလိုနေနေပါဖြစ်တော့သဘောကျရရောဟုတ်တယ်မဟုတ်လားအာထိကနေရှိစိတ်တို့ထိကနေရှိစိတ်တို့နှုတ်ခမ်းတစီစုံနဲ့အလိုမကျတာပဲအမြဲတမ်းဖြစ်နေတယ်ဆိုရင်နေရင်ထိုင်ရင်လည်းကိုယ်သူ့မြင်ရတာကွာဘာဘလို့ကြီးမှမသိဘူးပေါ့သူ့လို့စားလည်းကိုယ်စားနေတာမဟုတ်ဘူးဆိုတော့ကိုယ်ကလည်းမန်ကတက်လာတယ်ဟုတ်တယ်မဟုတ်လားတော့ဒေါသသမားကိုမြင်မန်ကအလိုလိုနေရင်လည်းဘာဖြစ်လာတက်လာတယ်အဲ့တော့ဥစဉ်တစ်ခါလေးစဉ်းစားကြည့်တယ်ပုဂ္ဂိုလ်တ attva ဆိုတဲ့အမြင်ကိုဖျောက်ပြီးတော့စဉ်းစားကြည့်နော်ဒေါသအားကြီးရင်ဘေးကလူကလည်းဒေါသပဲထွက်လာတာများတယ်နော်လောဘအားကြီးရင်ဘယ်လိုတော့စဉ်းစားတော့လောဘအားကြီးရင်လည်းမပေးခြင်းဘူးခင်ဗျဟုတ်လားလိုချင်တယ်တောင်းတယ်ဆိုရင်သိမပေးခြင်းဘူးမလိုချင်မှန်းသိရင်အရင်ပေးခြင်းတယ်ဘာလည်းမသိဘူးဒီစိတ်ကဟုတ်လားအတောင်းရင်သိပြီးတော့မကြိုက်ဘူးသူ့ရဲ့လောဘကြီးကိုမြင်နေတာဒါကြောင့်ကိုယ့်ရဲ့လောဘကလည်းသူတို့ရဲ့ပေးလို့စိတ်ကိုအဟံတားရှိတယ်သူတို့ရဲ့လောဘကလည်းကိုယ့်ရဲ့ပေးလို့စိတ်ကိုအဟံတားရှိတယ်ဒါလက်တွေ့စဉ်းစားကြည့်တော့အဲ့လိုပဲဒေါသအားကြီးတယ်ဆိုလို့ရှိရင်အလိုလေးလေးနဲ့ကိုယ်ကလည်းသူ့ကိုဘာဖြစ်တော့စိတ်တိုးတယ်သူ့ရဲ့ဒေါသကိုယ့်ရဲ့ဒေါသထွက်လာအောင်နှိုးဆွပေးလေလားလို့စဉ်းစားကြည့်တယ်ဟုတ်တော့ဟုတ်တာပေါ့အဲ့ဒါကြိုက်เสียကောင်းတဲ့အနေအထားကြီးမှမဟုတ်ဘဲနဲ့မကြိုက်ဘူးအဲ့တော့မကြိုက်ဘူးဆိုတာကြီးကိုကမကြိုက်เสียကောင်းတဲ့အနေအထားကြီးတစ်ခုဖြစ်နေတယ်သူကတော့အကြောင်းတစ်မျိုးကြောင့်မကြိုက်တာကြီးဖြစ်တယ်ကိုကဘာတော့ကိုကတော့သူမကြိုက်တာကြီးကိုပဲမကြိုက်ဘူးလို့ဖြစ်တယ်စဉ်းစားဖို့လိုတယ်နော်ဒါကြောင့်ဒေါသအားကြီးရင်လူမုန်းများတယ်ဒါမြတ်စွာဘုရားဒါလိုက်ဟောထားတာပဲနော်ဒေါသအားကြီးရင်လူမုန်းများတယ်သူလူမုန်းပြီဆိုလို့ရှိရင်တော့ကိုယ့်အတွက်တော့ကိုယ့်အကျိုးစီးပွားကိုမဖြည့်ဆည်းအောင်တောင်မှကိုယ့်အကျိုးရှိတာကိုတော့လုံမပေးတော့ဒါဘယ်လိုမှမဖြစ်နိုင်ဘူးဟုတ်တယ်မဟုတ်လားဒါကြောင့်လူဝင်းကျင်မှာအသတ်တရားဆင်ပြေခြင်းနဲ့ဆိုလို့ရှိရင်အဲ့ဒီအဖြစ်တက်ဒေါသတက်ကိုနေပါအောင်ကြိုးစားရမယ်နော်စီလုံးမှုအပြုတ်တက်ဖြစ်တဲ့မေတ္တာတက်ကိုအားကောင်းအောင်ကြိုးစားရမယ်ဒါလူတိုင်းကြိုက်တဲ့သဘာဝတရားပဲတတ္တဝါတွေရဲ့စိတ်ကဒါကိုကြိုက်လာတာပဲအဲ့တော့ကိုယ်ကြိုက်စရာရှိရင်ကြိုက်တာကိုခံရမယ်ဒါပါပဲဟုတ်တယ်မဟုတ်လားအဲ့တော့ဦးဇင်းတို့အင်္ဂုတ္တပါဠိတော်ထဲမှာနော်တရင်သုံးပေါ်တို့ရဲ့ချစ်ခင်မှုမြတ်နိုးမှုလေးစားမှုတန်ဖိုးထားမှုကိုရနိုင်နေဆိုရင်ဘလို့အရေးကြီးနေရှိရမလဲရခြင်းနေဆိုရင်အဲ့ဒါမျိုးဆော့ပြဟောတာရှိတယ်နော်အိတ်တာမရှိရတွေများမယ်မနာလိုမှုတွေဝန်တုံမှုတွေများမယ်ဟုတ်လားချီးမွမ်းတဲ့လူကိုကဲ့ရဲ့မယ်ကဲ့ရဲ့တဲ့လူကိုချီးမွမ်းမယ်ဒါမျိုးဆိုရင်လူတော်တော်မုန်းတယ်လို့ဆိုတယ်အမြတ်နိုးမလေးစားဘူးတန်ဖိုးမထားဟုတ်လားအဲ့ဒီသုတ်တန်လေးတွေလည်းပြောကြအလွန်ကောင်းတယ်ဟုတ်လားအခုဒီမှာလည်းပဲမြတ်စွာဘုရားကမေတ္တာအားကြီးရင်တတ္တဝါတွေရဲ့ချစ်ခင်မြတ်နိုးမှုကိုရနိုင်တယ်မနုဿာနံပိယောဟောတိအမနုဿာနံပိယောဟောတိနော်လူတွေရဲ့ချစ်ခင်မှုနော်နတ်တို့ရဲ့ချစ်ခင်မှုလူမဟုတ်တဲ့တခြားသောတတ္တဝါတို့ရဲ့ချစ်ခင်မှုကိုရနိုင်တယ်ဥပမာပြောရမယ်ဆိုလို့ရှိရင်ဦးဇင်းတို့နော်မြတ်စွာဘုရားရဲ့မေတ္တာတရားမြတ်စွာဘုရားရဲ့မေတ္တာတရားမှုလို့နော်တခြားသောတတ္တဝါတို့ရဲ့မေတ္တာထက်မေတ္တာကတော့တကယ်တမ်းအတူတူပါပဲเนาะပမာဏအကြီးအသေးနဲ့ဆိုင်မှုကြီးမားတာမကြီးမားတာပဲကွာမယ်မေတ္တာစေတသိက်ကတော့ဓာတာပဲလေအဲ့ဒါတော့နားလည်ဖို့လိုတယ်အဲ့တော့ဆိုလိုတာကမြတ်စွာဘုရားရဲ့မေတ္တာမို့လို့စွမ်းတာမဟုတ်ဘူးမေတ္တာကိုကစွမ်းတာတကယ်ကကိုလည်းပဲအဲ့ဒီလိုစွမ်းတဲ့မေတ္တာကိုလည်းထည့်နိုင်ရင်အဲ့ဒီမေတ္တာကအစွမ်းပြမှာပဲဟုတ်လားဒါကသဘာဝအတူတူပဲလေမေတ္တာဆိုရင်သဘောလက္ခဏာချင်းအတူတူပဲပေါ့အဲ့တော့မြတ်စွာဘုရားရဲ့မေတ္တာရဲ့အကြောင်းဦးဇင်းတို့အရန်ထင်ရှားတာလေးတစ်ခုပေါ့တချို့လည်းပဲကြားဖို့ပြီးသားဖြစ်မဲ့ထင်တယ်ကာတဘောမှာမြတ်စွာဘုရားယဟန်တွေချမ်းရံပြီးတော့အဲ့ဒီယဟန်တွေထဲမှာရှင်အနန္ဒာလည်းပါတယ်အဲ့ဒီမာလာတိုင်းဘက်ကိုမြတ်စွာဘုရားခီးတိတ္တစာရီကြွားချီတဲ့အခါကျတော့အဲ့ဒီမာလာမင်းသားတွေလိတ်ရွှေမင်းသားတွေသူတို့က
မြတ်စွာဘုရားနဲ့ယဟန်တန်ခါကိုကြိုးကြရမယ်ကြိုးဆိုကြရမယ်မကြိုးဆိုလို့ရှိရင်ဓာန်ငွေ900တက်မယ်ဆိုတော့သူတို့ရဲ့ကြိုးစပွဲကိုစီကားစေခြင်းလို့အဲ့လိုလုပ်တာဒါအကုန်လုံးမင်းသားတွေလာပြီးတော့ကြိုးကြရတာတချို့လည်းပဲစိတ်ပါလက်ပါတချို့လည်းပဲဓာန်ရိုက်မှကြောက်လို့လာရတာဟုတ်လားအဲ့ဒီထဲမှာရောစဆိုတဲ့မန္လာမင်းသားတယောက်ပါတယ်အဲ့ဒါကလူဘဝတုန်းကရှင်အနန္ဒာနဲ့တငယ်ချင်းလေအရန်ချင်းနေတယ်အဲ့ဒီရောစနဲ့ရှင်အနန္ဒာတွေ့တဲ့အခါကျရှင်အနန္ဒာကဝမ်းသာအားရပေါ့နော်ငယ်တဲ့ငယ်ချင်းဆိုတော့အာမင်ယရဏ၃ပါးကိုဒီလိုမြတ်မြတ်နုံနုံလာကြိုဆိုတာကောင်းတယ်လို့သူကပြောတော့မဟုတ်ဘူးတဲ့ငါတန်ရိုက်မှကြောက်လို့လာတာတဲ့နော်ဘုရားတရားတန်ခါကိုသူ့စိတ်ထဲမှာတန်ဖိုးထားတာမရှိဘူးတဲ့ငါတန်ရိုက်မှဆိုလို့ကလာတာအဲ့လိုလည်းပြောလိုက်ရောရှင်အနန္ဒာကတော်တော်ကိုစိတ်မကောင်းဖြစ်သွားတယ်နော်အဲ့ဒါနဲ့မြတ်စွာဘုရားကိုသွားလျှောက်တာရှင်အနန္ဒာတပါးတဲ့မြတ်စွာဘုရားတဲ့ရောဇမာလာမင်းသားပင်ကိုစိတ်ဓာတ်ကောင်းပါလေရောနော်ရောဇလိုပုဂ္ဂိုလ်မျိုးသာသနာတော်ကိုကြီးညိုမယ်ဆိုရင်သူ့အတွက်လည်းအများကြီးအကျိုးများမယ်သာသနာတော်အတွက်လည်းအများကြီးအကျိုးများနိုင်ပါတယ်ဒါကြောင့်မြတ်စွာဘုရားရောဇကိုကြီးညိုလာအောင်မြတ်စွာဘုရားဆောင်ရွက်ပေးတော်မူပါလို့အဲ့လိုတောင်းပန်တယ်အဲ့တော့မြတ်စွာဘုရားကအနန္နာတဲ့ရောဇလိုပုဂ္ဂိုလ်ကိုဒီယတနာမြတ်သုံးပါးကိုကြီးညိုလာဖို့အတွက်ငါမှဘာခက်ခဲမှမရှိဘူးတဲ့ယုံကြည်မှုပြည့်နဲ့ပြောတာနော်မြတ်စွာဘုရားဟုတ်လားအဲ့ဒါဘာလို့တုံးဆိုတော့မြတ်စွာဘုရားမေတ္တာပို့တာတဲ့ဒီတတ္တလောကကြီးတစ်ခုလုံးမှာဖြန့်ထားတဲ့မေတ္တာဓာတ်ကိုအဲ့ဒီရောဇတယောက်တည်းရဲ့အပေါ်မှာစူးစိုက်ပြီးတော့ပို့လိုက်တယ်တဲ့နော်အောတိတအနောတိတမေတ္တာဆိုတာကြားပြီမဟုတ်လားရည်ရွယ်ပြီးတော့ပို့တာရှိတယ်မရည်ရွယ်ဘဲနဲ့အလုံးကိုဖြန့်ပြီးတော့ပို့တာရှိတယ်တစုံတစ်ယောက်ပေါ်မှာပို့တာရှိတယ်အလုံးပေါ်မှာမချားနာဘဲနဲ့ပို့တာလည်းရှိတယ်ပဲမေတ္တာပဲဖြစ်ဖြစ်မေတ္တာပါပဲဟုတ်လားအဲ့လိုမျိုးရည်ရွယ်ချက်ရှိနဲ့စူးစိုက်ပြီးတော့ပို့လိုက်တော့ရောဇရဲ့စိတ်ဓာတ်ကပြောင်းသွားတယ်အော်ကြနော်မေတ္တာပို့ရင်ရောက်သလားဆိုတဲ့မိဘရဲ့အဖြေပဲဒါအကမယုတ်တိကြရရောက်သွားတယ်ဟလာသူ့ရဲ့စိတ်ဓာတ်ကိုပြောင်းလဲသွားတယ်မြတ်စွာဘုရားရဲ့ပုံမှာချစ်ခင်မှုမျက်နှာမှုအကြီးအကျယ်ဖြစ်လာတယ်အော်ကြပါပဲအဲ့ဒါကျမ်းစာထဲမှာဘလို့မတန်းတင်ထားလဲဆိုတော့မအေးပြောက်လို့ရှာတဲ့နွားပေါက်စလေးလို့ကိုဖြစ်နေတယ်တဲ့ရောဇာကမြတ်စွာဘုရားကိုလိုက်ရှာတယ်နော်တင်းလေးကိုမရအောင်အဲ့ဒါကြောင်းဝင်တဲ့ကြောင်းအတွက်မြတ်စွာဘုရားဘယ်မှာလဲမြတ်စွာဘုရားဘယ်မှာလဲလိုက်ရှာစောတော့ကတိုင်းမှာကြောက်လို့လာရတယ်ဆိုတဲ့လူကအဲ့လိုဖြစ်သွားတာဟုတ်လားအဲ့ဒါနဲ့မြတ်စွာဘုရားရှိတဲ့ကြောင်းကိုညွှန်ပြတော့အဲ့ဒါမြတ်စွာဘုရားတကားခောက်တော့အဲ့ဒီမှာမြတ်စွာဘုရားသူ့ကိုတရားဟောတော့အဲ့မှာသောတာပန်ဖြစ်တယ်နော်အဲ့တော့ပြောချင်တာကဒီမေတ္တာတရားရဲ့စွန့်ရည်တတိလူတွေရဲ့ချစ်ခင်မြတ်နိုးမှုကိုလွယ်လွယ်လေးရနိုင်တယ်ဆိုတာကိုပြောချင်တာအဲ့နောက်တော့ပြောရောဇာဒီမေတ္တာတရားကိုပဲအကြောင်းခံပြီးတော့နော်အကြီးအကျယ်ပြောင်းလဲသွားတဲ့သူတော်ကောင်းတစ်ယောက်ဖြစ်သွားတာပဲဒါကိုလည်းနားလည်ဖို့လိုတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုအရင်လိုပြောရင်တာကဝိတာခမထေရရဲ့အကြောင်းပြောရင်အဲ့ဒီကတော့သူကနတ်တွေရဲ့ချစ်ခင်မြတ်နိုးမှုကိုပြောချင်တာအောင်ဝိတာခမထေရဆိုတာကတစ်ချိန်လုံးကသူကတတိတယောက်ပဲအဲ့တော့နောက်တော့ရှိတဲ့ကြီးတွေအကုန်စွန့်ပြီးတော့ဘုန်းကြီးဝတ်သွားဘုန်းကြီးဝတ်သွားပြီးတော့သူတပါးတည်းခူတကူထဲမှာတရားအထုတ်တရားထုတ်တဲ့အခါမှာသူကမေတ္တာအမြဲတမ်းပို့တယ်အဲသူ့ရဲ့စိတ်ကူးတွေကနော်ဒီကူကြီးထဲမှာငါဝါရင်3လကလပတ်လုံးနေမယ်ဝါကျွတ်တော့တနေရာကိုငါကြွမယ်လို့စိတ်ကူးပြီးတော့နေတာအဲ့တော့ဝါကျွတ်ပြီးဆိုတော့သူကြွတော့မယ်ဆိုတော့တပိတ်သင်္ကန်းလေးနဲ့ကိုလေးကထွက်လာအဲ့ဒီအချိန်မှာကူဘောဝမှာနတ်သမီးတယောက်ငိုနေတာကိုတွေ့ရတယ်တဲ့နော်အဲ့ဒီကူဘောဝဟာအပင်မှာနေတဲ့ရုပ်ကစိုးနတ်သမီးတယောက်ပဲကိုထင်ပြပြီးတော့ကိုငိုတာဘာလို့ငိုတာတော့လို့မေးတယ်အရှင်ဘုရားကြွတော့မှဆိုလို့ငိုတာပါငါဒီမှာနေတော့ဘာအကျိုးရှိလို့ငါ့ကိုမကြွစေချင်တာတုံးလို့မေးတယ်ရှင်ဘုရားတဲ့ရှင်ဘုရားဒီမှာနေလို့ရှိရင်ဒီမှာဒီနားမှာရှိတဲ့နတ်တွေကအယမ်းညီညွတ်တယ်တဲ့ရှင်ဘုရားရဲ့မေတ္တာဆွဲကြောင့်နတ်တွေကအချင်းချင်းချစ်ခင်တဲ့မျက်လုံးနဲ့ကြည့်ပြီးတော့သူတို့အချင်းချင်းအယမ်းညီညွတ်ကြတယ်နေရထိုင်ရတာတွေ့အမြင်ရတာချမ်းသာတယ်စိတ်ချမ်းသာတယ်အရှင်ဘုရားကြွပါမယ်ဆိုရင်တော့အဲ့ဒီညီညွတ်ရေးတွေအကုန်လုံးပြည့်စည်သွားတော့မှာတဲ့တယောက်နဲ့တယောက်အဲ့ဒီတယောက်နဲ့တယောက်မေတ္တာမရှိရတော့အနေအထားမျိုးကိုရောက်သွားမှာဆိုလို့ဒါကြောင့်ရှင်ဘုရားဒီမှာနေခြင်းအဲ့ဒီအကျိုးရှိတယ်အဲ့တော့ဝိတာခမထေရငါဒီမှာနေတာနင်တို့အတွက်အကျိုးရှိတယ်ဆိုရင်ငါနေပေးမယ်ဆိုတော့ဆက်နေရမသွားဟုတ်လားအဲ့လိုနဲ့နောက်နေ့ဝါကြွခါနီးတော့တခါထွက်မယ်လို့တော့တခါတသမီးရဲ့ရှေ့အနေငိုတာပဲဟုတ်လားအဲ့ဒါနဲ့အဲ့ဒီကူမှာပဲနေပြီးတော့ပြိဋိဘံဆန်းသွားတယ်ဘယ်မှမကြွအောင်နော်ဒါပါလေဆိုတော့နတ်တို့ရဲ့ချစ်ခင်မြတ်နိုးမှုနော်ကိုယ့်ရဲ့မေတ္တာဓာတ်ကအားကြီးတယ်ဆိုလို့ရှိရင်နော်နတ်တွေရဲ့ပုံမှာတောင်ရိုက်ခတ်မှုရှိတယ်တကယ်တမ်းကကျွတ်တို့ပုဂ္ဂိုလ်တ attva ဆိုတဲ့အမြင်ကိုဖျောက်ပြီးတော့တရားဒေသနာတွေကိုနာရင်တော်တော်ကောင်းတယ်ဒါသဘာဝတရားတွေပဲ
လူဆိုတာလည်းမရှိဘူးနတ်ဆိုတာလည်းမရှိဘူးတိဋ္ဌာန်ဆိုတာလည်းမရှိဘူးဘာပဲရှိလဲစိတ်စေတသိက်ယုံနိဗ္ဗာန်ဟုတ်တယ်မဟုတ်လားဒါပဲရှိတာပဲလေဟုတ်လားဒီစိတ်တွေရဲ့စွန့်ရည်တက်ပြီးအချင်းချင်းဆက်နွယ်မှုရှိတယ်အရန်အံ့ဩစရာကောင်းတဲ့တချို့ကိစ္စတွေအဲ့တော့ဒကာတော်တို့ဦးဇင်းတို့သိနိုင်တဲ့နယ်ပယ်တွေကအရန်ကျင်းမြောင်းနေတော့တချို့ဟာတွေကအံ့ဩရတယ်ပေါ့ဘာလို့အံ့ဩရဆိုမသိလို့အံ့ဩရတာမသိတာကြီးကဒီလိုကြီးဖြစ်လာတယ်ဆိုတော့အံ့ဩမိတယ်ဟုတ်လားအဲ့တော့စိတ်တွေရဲ့သဘောနော်ဒီဓာတ်သဘာဝတွေရဲ့သဘောကိုနားလည်အောင်ကြိုးစားရမှာနော်အဲ့တော့ဒီနေရာမှာဦးဇင်းတို့လူရဲ့နတ်ရဲ့တိဋ္ဌာန်ရဲ့လို့မဟုတ်ဘူးဒီစိတ်တွေပဲရှိတာဒီစိတ်တွေရဲ့စွမ်းရည်တတ္တိလို့ပြောတဲ့နေရာမှာတိဋ္ဌာန်တွေရဲ့ပုံမှာလွှမ်းမိုးနိုင်မှုရှိတယ်ဆိုတာကိုလည်းနားလည်ရမယ်။ဝေဒနာမင်းကြီးကတော်ထဲမှာနေတဲ့အခါကျတော့အဲ့ဒီမေတ္တာတရားနဲ့နေတာပဲဝေဒနာဇတ်မှာလေ။အဲ့တော့ဒီတိဋ္ဌာန်တွေကအများကြီးနုညံ့မှုတိမ်မွေးမှုပျော်ပြောင်းမှုရှိတယ်။အချင်းချင်းဒုက္ခပေးတာနှိမ့်ဆက်တာမရှိဘူး။သုဝနာသမဇတ်မှာလည်းအဲ့ဒီတိုင်းတွေးရတယ်။သုဝနာသမဇတ်ကဘိုးတောင်စိတ်ဝင်စားတယ်ကောင်းနေတယ်။ဟုတ်လား။လူအလွန်ကြောက်တယ်ဆိုတဲ့ကိန်းနေရာတွေကတောင်လာသူကြည့်။သမင်းတွေပါလေဆိုလို့ရှိရင်သူရေခတ်လို့ရှိရင်ရေဝိုင်းပြီးတော့ခတ်တယ်။သူ့ပေါ်မှာလုံးဝယုံကြည်စိတ်ချမှုရှိတယ်။ဒါကြောင့်ဦးဇင်းတို့တချို့တိဋ္ဌာန်အရာရင်းတွေကကလေးတွေကိုအန္တရာယ်မပြုဘူး။ကလေးတွေရဲ့စိတ်ထဲမှာဒီတရားကိုငါနှိမ့်ဆက်မယ်သူ့ကိုငါနိုင်တယ်ဆိုတဲ့အတွေ့မရှိလူတွေကြတော့အဲ့လိုမဟုတ်ဘူးအသက်ကြီးလာပြီဆိုရင်တိဋ္ဌာန်ကိုဘယ်လိုထင်တော့တိဋ္ဌာန်လို့ပဲထင်တာပေါ့နော်။ကိုနိုင်တယ်ကိုလှုပ်ချင်တိုင်းလှုပ်လို့ရတယ်ဆိုတော့အထက်စီးရနေတဲ့အပိုင်းရှိမယ်လို့ဦးဇင်းထင်တယ်။ဟုတ်တယ်မဟုတ်လား။ကလေးပေါင်းစားတွေကြတော့အဲ့ဒီလိုမရှိဘူးသူတို့စိတ်ကဘာဖြစ်တော့ဖြူစင်တယ်။ဒါကြောင့်မို့လို့နော်ဦးဇင်းတို့သာသနာရေးဦးစီးဌာနမှာငဘောကအင်္ဂလိပ်စာဌာနမှာအရိတာလောက်သွားတဲ့ဆရာကြီးဦးချစ်တင်ဆိုတာရှိရဲ့တဲ့နော်ဓမ္မစီရဆရာကြီးဦးထေးလိုင်ရေးတဲ့မေတ္တာဝါဒဆိုတဲ့စာအုပ်ကိုဦးဇင်းကငယ်ကအရန်ကြိုက်တယ်ခဏခဏလည်းဖတ်ဖြစ်တယ်အခုဒီလာကနေလည်းဖတ်လာတယ်အဲ့ဒီတည်းကအကြောင်းအရာလေးကိုပြောချင်တယ်ဟုတ်လားအဲ့ဒီဦးချစ်တင်ရဲ့အမေကဒေါ်ရွှေတဲ့စာမတတ်အဖေကဥစ္စာထွန်းနဲ့သူကမုတ်ဆိုးဝါဒနာပါတယ်အဲ့ဒါသူကအင်္ဂလိပ်ခေတ်ကစေးရေးကြီးပဲအဲ့ဒါကံကောတဲ့ဘက်ကိုသွားရဆိုအမြဲတမ်းတနက်တလက်နဲ့ပြစ်တယ်အဲ့ဒီဒေါ်ရွှေကစာမတတ်ဘူးဒါပေမဲ့စိတ်သားအယံကောင်းတယ်အပရိတ်တွေပါလေအကုန်ရတယ်စာမတတ်တာဈေးရောက်တယ်ဈေးရောက်လို့ရှိရင်လည်းပဲသူကစာနဲ့မမှတ်ဘူးအယုံနဲ့မှတ်တာတယ်သူ့ရဲ့ဈေးစင်းရဲ့စာကိုသူပဲဖတ်တတ်တယ်လို့ဆိုတယ်ငါပြည့်ဝထားဆိုရောင်းမပုံလေးနဲ့ဘလောက်ပဲသူသင်္ကေတနဲ့သူအလုတ်ကတော့ဖြစ်အောင်လုပ်နိုင်တယ်အမြစ်တာအရန်အားကြီးတယ်နော်စာနဲ့ပေနဲ့တိတိကျကျလုပ်တာမဟုတ်ဘောဘောဆာမြစ်တာတက်ပါလာပြီးတော့အဲ့ဒီဟာကိုပြုံးမွေ့နေတဲ့သဘောရှိပုံရတယ်အဲ့ဒီတက္ကမကြီးကဟုတ်လားအဲ့တခါဆိုရင်ဆင်ရိုင်းတကောင်လူတွေကိုခဏခဏနင်းတက်လို့ဆိုပြီးတော့အထက်ကပြစ်မိန်ပေးတာအဲ့ဒီဆင်ရိုင်းကြီးကိုပြစ်တတ်တယ်အဲ့ဒါကို तू ကမရမနေနိုင်ငိုးပြီးတော့တောင်းတာဝဲပေးရမယ်ဆိုတော့အဲ့ဒီဆင်ရိုင်းကြီးကိုဝဲပေးရတာအဲ့လောက်တတ္တဝါတွေကိုလည်း तू ချစ်တယ်နောက်တော့အဲ့ဒီဆင်ရိုင်းကြီးကနော်ပြာစားရလောက်အောင်ယဉ်ကျေးသူ့ရဲ့မြတ်တာတရားပြောရင်ကအဲ့ဒီဥချစ်တင်ငယ်ငယ်တုန်းက2နှစ်သား3နှစ်သားအဲ့ဒီဆင်ရိုင်းကြီးနဲ့ကစားရတယ်တွားရတယ်ဘာမှမလုပ်ရအဲ့ဒီဆင်ကြီးမတင်ရသေးပဲနဲ့ကိုဘာမှမလုပ်ကလေးကိုဘာမှမလုပ်နောက်တော့အဲ့ဒီဥစ္စာထုံးကမုတ်ဆိုးဘွားကိုစွန့်လိုက်ရတယ်တဲ့ဘာလို့စွန့်လို့တော့သားကောင်သွားပြစ်တယ်ဘယ်တော့မှဘာမှမရဘာလို့မရတော့ဆိုရင်အဲ့ဒီဒေါ်ရွှေကမေတ္တာအမြဲတမ်းပို့တယ်အဲ့တခါတလေဆိုရင်မလှုပ်ပါနဲ့မသွားပါနဲ့သူ့ယောက်ျားကိုတားမရဘူးဆိုရင်အဲ့ဒါတွတ်နဲ့ရွတ်ပေးတွေပါတယ်ရွတ်ခဏလေးနေပါအောင်ကျုပ်ဆူတောင်းမရစီအောင်တခါလေးဆိုရင်သူနားတယ်လို့အဲ့ဒါဇရွေးဆွတ်ပြီးတော့တနက်ထိတ်ကိုမြန်ပုတ်လိုက်မယ်ဆိုရင်အဲ့ဒီဆိုရင်တကောင်မှကိုမရဘူးဟုတ်လားနောက်တော့အဲ့ဒါတနက်အမျိုးမျိုးပြောင်းပြီးတော့ကိုင်းပြီးတော့လိုက်တယ်ဘလို့မှမရလို့အဲ့ဒါမုတ်ဆိုးဘွားကိုဆွန့်လွတ်လိုက်ရတယ်အဲ့ဒါမာစီဆိုဘုရားကြီးတရားပြတဲ့အချိန်မှာအဲ့ဒီတခါကြီးကယောဂီတရားအားထုတ်တယ်ပေါ့နောက်ပိုင်းကျတော့ဟုတ်လားအဲ့ဒီမှာဦးဇင်းပိုးပြီးတော့အံ့ဩစရာကောင်းတာတစ်ခုကဦးဇင်းတို့အခုမောင်ရင်မောင်မတ်မေမဝတ္ထုမြန်မာဝတ္ထုကိုပထမအဆုံးရှိတဲ့ဂျိန်းစလာကျော်ဆိုကြားဦးတယ်နော်အဲ့ဒါရဲ့မွေးစားအဖေအမေနော်ဥညိုဆိုတာရှိတယ်တဲ့တော်မမကြီးတဲ့တော်မမကြီးကဗုဒ္ဓဘာသာဥညိုကခရစ်ယာန်ဟုတ်လားအဲ့ဒါသူတို့ရတဲ့အခါကျတော့တယောက်ရဲ့ဘာသာရေးကိုတယောက်မပြောဘဲနဲ့နားလည်မှုနဲ့နေတာဟုတ်လားအဲ့ဒီဥညိုကလည်းပဲမုတ်ဆိုးဝါဒနာအကျမ်းပါအဲ့ဒီတော်မမကြီးကလည်းမေတ္တာအကျမ်းအားကြီးဟာတွေ့ကြတာအဲ့တခါမှဆိုလို့ရှိရင်သူကဒီရောနယ်ဘက်ကိုတွားရင်းနဲ့တော့ငှက်တွေကလည်းအကျမ်းပေါ်တာအဲ့ဒီဘက်ကအဲ့ဒီတုန်းအခြေအနေပေါ့အဲ့ဦးဇင်းတို့ငုံငှက်တို့ဆိုတာရှိတယ်အဲ့ဒီငုံငှက်ရဲ့ထူခြားချက်ကလည်းဘာလဲဆိုတော့
လူတွေစိုက်ပျိုးထားတာကိုဘာမှမစားဘူးတခြားသောတိရစ္ဆာန်တွေကိုဘာမှမစားဘူးပိုးကောင်လေးတွေကစားမစားဘူးတဲ့အဲ့ဒီငုံငက်ကသူ့ကိုမြန်တကယ်လို့ပြစ်လို့ရှိရင်ပြစ်တဲ့လူရဲ့ခြေရင်းကိုထိုးချင်းပြီးတော့အမ်းပြတယ်တဲ့ဘာမှမစားပါဘူးဆိုတာကိုသိအောင်လုပ်တာအဲ့ဒီငုံငက်ရဲ့ထူးခြားချက်ပေါ့အဲ့ဒါငှက်သူတော်ကောင်းလို့လည်းခေါ်တယ်တချို့မို့ဆိုလည်းအဲ့ဒီငှက်တွေကိုမပြစ်ဘူးဟုတ်လားတခါအဲ့လိုပဲအဲ့ဒီညောင်မကြီးမှာအဲ့ဒီငုံငက်တွေအများကြီးနားနေတာအကျွတ်လိုက်ကြီးနားနေတာအဲ့တော့လှဲနေသူကတတော်အရာရှိဆိုတော့သွားတာပေါ့ဥညိုအဲ့တော့သူမိမလည်းပါတယ်ဓမ္မမကြီးလည်းပါတယ်အဲ့ဒါတွေ့တဲ့ခါကျတော့ဟာငှက်တွေအများကြီးဆိုပြစ်မယ်ပေါ့ဒါမိမမပြစ်ပါနဲ့လို့ဒါမရဘူးမင်းကတို့ဘုရားဖန်ဆင်းထားတဲ့ဒီအစားအသောက်လေးတွေကိုတော့ရေးကြီးခွန်ကြီးမလုပ်ပါနဲ့ပေါ့အဲ့ဒါနဲ့ဘလို့မှတားမရတဲ့အခါကျတော့တော့ဓမ္မမကြီးကခဏအဲ့လိုဆိုရင်ခဏလောက်နေပါဦးသူမေတ္တာတုတ်ကလေးရွတ်ပြရစီအောင်ဆုတောင်းပြရစီအောင်လို့ပြောတယ်တဲ့အဲ့ဒါသူစိတ်မရှိဘဲနဲ့စောင့်နေရအဲ့သူရွတ်ဆိုပြီးဆိုအကိုင်းပြစ်ချင်လည်းပြစ်တော့ဆိုပြစ်တာအကိုင်းအခက်လက်တွေပဲအောက်ပြုတ်ကြလာတယ်တကောင်မှမမှန်ဘူးတဲ့အဲ့သူအမြင်ကြီးကပြစ်မှတ်ကိုမလွဲအောင်သူပြစ်နိုင်နေတဲ့ချန်ပီယံတယောက်မဟုတ်ပေမဲ့လို့သူအလွန်လက်တဲ့တယ်ပေါ့နော်တကောင်နဲ့ငားနေတဲ့ငှက်ကိုပြစ်နိုင်ဒီမှာအုပ်လိုက်ကြီးရှိနေတာကိုသူတကောင်မှအရန်အံ့ဩတယ်ပေါ့အော်မှငမွေးတွေပါလေသွေးသက်တွေပါလေမြန်ကြာနေလားရှောက်ရှာတယ်မပြန်တော့ဒဏ်ရာရဘာငမွေးလေးတောင်ကြာမလားသူစိတ်ထဲမှာအရန်အံ့ဩမိတယ်တဲ့အော်ဗုဒ္ဓဘာသာရဲ့တရားလည်းစွမ်းသားပဲလို့သူအဲ့လိုအောက်မိတယ်တဲ့အဲ့ဒါသူဗုဒ္ဓဘာသာဖြစ်မပြောင်းသေးဘူးနောက်ဆုံးတော့ဗုဒ္ဓဘာသာဖြစ်သူပြောင်းတယ်အဲ့လိုပြောင်းလို့ဆိုအဲ့ဒီဒကမာကြီးကြောင့်ပဲပြောင်းရတာသူမှထူးခြားတာတွေစမ်းကြတာတွေအများကြီးတွေ့ရတယ်လက်တစ်ခါဆိုလို့ရှိရင်တော်တော်ထူးဆန်းနေတဲ့အားဆိုဦးဇင်းတို့မောက်တင်ငှက်ဆိုတာရှိတယ်ဟင်းသာအမျိုးတွေပဲခေါင်းမှာအမောက်ပါတယ်ဒီမှာအောက်ကဘူးအကြီးနဲ့အရန်လှတဲ့ငှက်မျိုးတော်တော်လေးကြီးတယ်လို့ပြောတယ်နော်ဘဲလို့ဘာလို့ငှက်အကြီးကြီးတွေအဲ့ဒီငှက်တွေကအရန်သစ္စာရှိတယ်တကောင်ကိုပြစ်တက်လို့သေလို့ရှိရင်တကောင်ကအမြင်ကြီးကိုပြန်ပြီးတော့အတောင်ကိုရှက်ပြီးတော့တခါတည်းထိုးချပြီးတော့သေပြစ်တယ်လို့ပြောတယ်ဒါတကယ်ဖြစ်တာလို့ပြောတယ်အဲ့ဒါတခါတော့သူ့ရဲ့တပည့်တယောက်ကအဲ့ဒီကန်ထဲမှာသွားနေတဲ့အကောင်၃ကောင်တွေကတကောင်လှမ်းပစ်တဲ့အခါကျတော့မှန်ရောမှန်တော့ကျန်တဲ့2ကောင်ကပြန်မသွားဘူးတဲ့အဲ့ဒီအမှန်လို့ခြေထဲမှာလဲနေတဲ့အကောင်ဝိုင်းပြီးတော့ထူရတယ်နှုတ်တီးနဲ့ဝိုင်းထူဒီပြစ်မယ်ဆိုတာသိရနော်အဲ့ဟိုဒီတခါကြီးကဥညိုကမြင်တော့သူ့တပည့်ကိုလှမ်းပြီးတော့ပြောတယ်လုံးဝမပြစ်နဲ့ပေါ့သူအံ့ဩတယ်ပေါ့အဲ့ဒီအကောင်ကသေးသွားတော့အဲ့ဒီအကောင်ကိုယူလာတဲ့အခါကျတော့အဲ့ဒီခုနကဝိုင်းထူတဲ့2ကောင်ကအပေါ်ကနေလိုက်လာတယ်အိမ်ထိလိုက်လာတယ်အော်ပြီးတော့လိုက်လာတယ်အဲ့တော့သူစဉ်းစားတယ်တဲ့အော်ဒီငှက်တွေကအရန်နော်စိတ်ဓာတ်တွေကမြင်မာလာကြီးလားတချို့လူတွေမှာတောင်မရှိတဲ့စိတ်ဓာတ်မျိုးသူတို့မှရှိတယ်အောင်သူစိတ်ထဲမှာအရန်ထိခိုက်တယ်ဟိုသူအဲ့ဒီရောနယ်ဘက်မှာသွားရင်းနဲ့တခါမှအဖြစ်အပျက်တစ်ခုရှိရဲတဲ့မိမတယောက်ညကိုအောက်ကိုဆင်းတဲ့အခါကြားဆွဲသွားတဲ့အခါကျတော့ကြားမသိမချင်းကြောင်ကကြွက်ကိုကစားတယ်လို့ကစားတာအဲ့သူလှမ်းអော်တယ်တောစက်ကနေပြီးတော့အိမ်နဲ့မနီးမိုးမှာနော်ဆွဲသွားတာကိုအကျမမသေးသေးပါဘူးလာကဲလဲပါလို့អော်တာအိမ်ပေါ်မှာရှိတဲ့ယောက်ျားကြောက်လို့ပုံနေတယ်တဲ့သွားမကဲဘူးဘယ်သူမှလည်းအကြောင်းမကြောက်ဒီလိုနဲ့အဲ့ဒီမိမတော်တဲ့ပါတော့ကြားစားခံရတယ်ဒါကိုသူစဉ်းစားမိတယ်ပေါ့တချို့လူတွေမလုံနိုင်တဲ့နော်ကိစ္စမျိုးဒီမှာရန်သူရှိတယ်ဆိုတာ तू သိတယ်ပြစ်တယ်လို့ဒီကောင်သေးတော့ဆိုအကျဉ်း2ကောင်လိုက်လာတယ်အဲ့ဒီနေ့ကစပြီးတော့ तू ငှက်တယ်ပြစ်တော့သူပြောင်းသွားတာအဲ့တော့နောက်ကြတော့ तू ဗုဒ္ဓဘာသာဖြစ်လာတဲ့အခါကျတော့ तू ဇက်စာရီပါတွေဖတ်တယ်ပေါ့နော်ဦးဇင်းတို့ဇက်တော်တစ်ခုရှိတယ်နော်ဟင်္သာမင်းဇက်တွေရှိတာဟိုသူမုခါတို့စစ်သူကြီးအရှင်အနန္ဒာရဲ့အကြောင်းအဲ့လိုပဲထောင်ချောင်းမိတဲ့အခါကျတော့ဘယ်မှမသွားဘူးအာနန္ဒာကအဲ့ဒီနာမှာအာနန္ဒာလောင်းဟင်းတာကအဲ့ဒီနာမှာပဲနေတယ်ရဲချဲဝွန့်နေတယ်ဟာအဲ့ဒီမှာမုတ်ဆိုးကလည်းပဲဒီငှက်တွေရဲ့အပြုအမူကြည့်ပြီးတော့အဲ့ဒီဇက်တော်ထဲမှာမေတ္တာအယံဖြစ်လာတဲ့အခါကျတော့ဘာလို့တုံဆိုတော့အဲ့ဒီငှက်ရဲ့နော်ခြေတော့မှမိလို့ယုံထားလို့အရေးတွေပြတ်နေတာရှိတယ်အဲ့ဒါကိုလက်နဲ့ဆုပ်ပေးတယ်တယူတရအသားအနှိမ်ချဆက်သွားတယ်လို့ဆိုတယ်အံ့ဩစရာပါနော်ဒါကဦးဇင်းတို့နော်စာထဲမှာပါတဲ့အကြောင်းအရာဘုရားဟောထားတဲ့အကြောင်းအရာပါပဲအဲ့တော့ပြောချင်တာကဘာလဲမေတ္တာပဲတော့တိစ္ဆာရဲ့မေတ္တာပဲဖြစ်ဖြစ်လူတွေရဲ့မေတ္တာပဲဖြစ်ဖြစ်ဘသူရဲ့မေတ္တာပဲဖြစ်ဖြစ်မေတ္တာပဲသို့တော့ကိုကစနစ်တကျတာကိုအားရှိလာအောင်လေ့ကျင့်မယ်ပြုစုပြောထောင်မယ်ဆိုတော့အများကြီးပို့ပြီးတော့အစွမ်းထက်လာတယ်ကြင်ကြရပုံတယ်ပြီးတော့လှုပ်ထားတာနဲ့စနစ်တကျအပီအပြင်လှုပ်ထားတာကတော့မတူနိုင်ဘူးဟုတ်ရဲ့လားဒါကြောင့်မေတ္တာကိုအများကြီးအားကိုးဖို့လိုတယ်ဆိုတာလေးကိုသဘောပေါက်စေချင်တာအခုမေတ္တာရဲ့အကျိုးကျေးဇူးတွေကိုဒါဘုံဘုံတို့ပြောနေတာဟုတ်လားဘယ်နှပါးရှိသွားပြီတော့၄ပါးရှိတာနော်အိမ်နိုးချမ်းသာကောင်းစွာအိမ်မဲ့ချစ်လျက်လူနဲ့ဒီရောက်သွားပြီဟုတ်လား
ရှစ်လျက်လူနဲ့ပြီးတော့ဘာလာတော့ဆိုတော့စောင်းလျက်နတ်များစောင်းလက်နတ်များနတ်တွေရဲ့စောင့်ရှောက်မှုကိုခံရတယ်မနုဿာနံပိယောဟတိအမနုဿာနံပိယောဟတိဒေဝတာနံရက္ခန္တိဟုတ်လားနတ်တွေရဲ့စောင့်ရှောက်မှုကိုခံရတယ်နတ်တွေရဲ့စောင့်ရှောက်မှုခံရတယ်ဆိုတာလည်းပဲတလူလားအပ်တဲ့အကျိုးကျေးဇူးတစ်မျိုးနော်အဲ့ဒီဥစ္စာလည်းပဲဒါမေတ္တာရဲ့စွမ်းရည်တတ္တိထဲမှာတစ်ခုထည့်ပြီးတော့ဒါမြတ်စွာဘုရားဟောပြထားတာတော့နတ်တွေစောင့်ရှောက်တယ်ဆိုတာနဲ့ပတ်သက်ပြီးတော့နော်ရှင်သူဂုတိရဲ့အကြောင်းလေးဟာပြောစရာကောင်းတယ်နော်လက်တွေ့အတွေ့အကြုံလေးတွေကိုထည့်သွင်းပြီးတော့ပြောရခြင်းကယုံကြည်မှုတတ္တတရားကိုပို့ပြီးတော့တိုးပွားစေတယ်မေတ္တာတရားစွမ်းရည်တတ္တိဟုတ်လားမေတ္တာကဘယ်လိုတွေဖြစ်တယ်ဆိုတာကိုပညာတစ်ခုအနေနဲ့တဲ့သိဖို့ဆိုတာတော့မလွယ်ဘူးနော်သဘောပေါက်လားဘယ်နှကတော့မှကြောင်းဆုံးလာကြတဲ့ဓမ္မတွေတကားတွေကိုပြောလိုက်ရသေးတယ်ဒီကုသိုလ်စေတနာလေးကကောင်းကျိုးချမ်းသာကိုဘယ်လိုဖြစ်စေပါလဲဆိုတာကိုဓာတ်ရိုက်ကြီးသိဖို့ကတော့မလွယ်ဘူးသိနိုင်ဖို့ဆိုတာမလွယ်ဘူးဒီကုသိုလ်စိတ်ကလေးဟာဒီလိုအကျိုးကိုပေးတယ်ဆိုတာကိုယ့်ရဲ့ဉာဏ်နဲ့သိဖို့ဆိုတာမလွယ်ဘူးဘာနဲ့တရားဓမ္မတို့အရင်တို့လက်ခံပြီးတော့လုပ်နေကြရတာလေလို့မြင်ယုံကြည်မှုနဲ့လုပ်ကြရတာဘာနဲ့လုပ်ရတော့ယုံကြည်မှုသို့တော့ဒီယုံကြည်မှုကအယံကာရောယုံကြည်တာတော့မဟုတ်ဘူးသူ့စိတ်ထဲမှာအကျိုးတဲ့အကြောင်းနဲ့စဉ်းစားပြီးတော့လက်ခံနိုင်လောက်တဲ့အနေအထားရှိလို့ယုံကြည်တာစကနဥမှာအဲ့ဒါနဲ့ပဲစရတာနော်အဲ့ဒီယုံကြည်မှုနဲ့စတော့မှသာလေနားလည်မှုဆိုတဲ့အဆင့်ကရောက်နိုင်တာအစကနဥဘာမှမလုပ်ရသေးပဲနဲ့နားလည်တယ်ဆိုတာမဖြစ်နိုင်ဘူးအဲ့တော့နားလည်မှုမရှိသေးပဲနဲ့ယုံကြည်မှုမရှိပဲနဲ့လည်းပဲလုံမှာမဟုတ်မလုံရင်လည်းနားလည်မှာမဟုတ်အဲ့တော့ယုံကြည်မှုရှိမှလုံမယ်လုံမှနားလည်မယ်အဲ့ဒီလိုသွားအောင်အခုကဘာအတွက်ဦးဇင်းတို့ပြောနေအောင်ဆိုရင်ယုံကြည်မှုအတွက်ပြောနေတာပဲတော့ပေါက်တယ်မဟုတ်လားဒီယုံကြည်မှုကဘယ်ကိုရောက်မှာတော့နားလည်မှုကြီးကိုရောက်မှာတော့နားလည်မှုတွေရောက်ပြီဆိုရင်တော့ခိုင်မြဲမယ်ပေါ့ဟုတ်လားအဲ့တော့ဦးဇင်းအခုဘာချက်ပြောမှာတော့နော်နတ်တွေရဲ့စောင့်ရှောက်မှုကိုခံရတယ်ဆိုတာအဲ့ဒါမြတ်စွာဘုရားလက်ထက်ကရှင်သုဘုတိဆိုတာရှိတယ်တဲ့ရှင်သုဘုတိဆိုတာကဦးဇင်းတို့နာရဝိတ္တိကြီးရဲ့ညီနော်နာရဝိတ္တိကညီကိုနှစ်ယောက်ရှိတာအဲ့သုဘုတိကသူ့ညီပဲအဲ့ဒါနောက်တော့သူရဟန်းပြုသွားတာတတိစီရင်ဆော့မလို့ပြုတာနော်အဲ့ဒါရဟန်းဖြစ်သွားပြီဆိုတော့သူကဣတတက်နှစ်ထပ်ကွန်းတောင်ရတယ်အဲ့ဒီရှင်သုဘုတိကပထမဣတတက်ကဘာလဲဆိုတော့မေတ္တာဣတတက်မေတ္တာရာမှာအတာဆုံးပေါ့ဘာလို့ရလဲဆိုတော့သူအမြဲတမ်းမေတ္တာပွားပြီးတော့နေတယ်ဆုံးခံပြီဆိုလို့ရှိရင်မေတ္တာပို့ပြီးတော့မှပဲသူဆုံးခံတယ်သူပို့တဲ့မေတ္တာကလည်းပဲဒုက္ခိတာဟောတာဒုက္ခမုံစထတယ်ဒီစကားလုံးလေးကြားဦးတယ်မဟုတ်လားဒါနဲ့ဒုက္ခိတာဟောတာဒုက္ခမုံစထဒုက္ခိတာဟောတာချမ်းသာပါစေဒုက္ခမုံစထဆင်းရဲကလွတ်ပါစေဒါကအနှစ်ချုပ်ပဲလေဟုတ်လားအဲ့ဒီလိုမေတ္တာပို့တဲ့အခါကျတော့ဒီမေတ္တာရဲ့စွန့်ရည်တက်တွေကိုဒီတရားတော်မှာကသိတဲ့အခါကျတော့သူ့ရဲ့စိတ်ထဲမှာလည်းပဲပို့ပြီးတော့ကြည်နူးရတယ်နှစ်သက်ရတယ်အဲ့ဒီလိုမေတ္တာအားကြီးတဲ့ပုဂ္ဂိုလ်ကိုလှူရတန်းရတဲ့ဒါနကောင်းမှုကလည်းပို့ပြီးတော့အကျိုးကျေးဇူးများတယ်ဒါကြောင့်မလို့သူ့ကိုမေတ္တာရာမှာဣတတဲ့ပေးတာနောက်တစ်ခုကသူကဓမ္မဒိဋ္ဌံကြကြပြောတဲ့နေရာမှာနော်အရဏဝိပင်ကတုတ်တန်အရာဓမ္မဒိဋ္ဌံကြကြပြောဖို့မြတ်စွာဘုရားဆုံးမတဲ့နော်လိုက်နာချက်ကိုလိုက်တဲ့နေရာမှာသူကအသာဆုံးပဲတော့ဘယ်တော့မှဘယ်သူကောင်းတယ်ဘယ်သူမကောင်းဘူးလို့ပုဂ္ဂလတ္ထံဘယ်တော့မှမပြောဘူးတဲ့အံ့ဩကြပဲ။မြတ်စွာဘုရားကမှတခါတလေနော်ဘယ်သူကမကောင်းဘူးဘယ်သူကကောင်းတယ်လို့ပြောတာရှိသေးတယ်တဲ့။အဲ့ရှင်သူဂုတိကအဲ့လိုမျိုးမပြောဘူး။နော်ကောင်းတယ်ဆိုတာဘာလဲကောင်းတယ်ဆိုတာကောင်းတဲ့စိတ်ပေါ့မကောင်းတယ်ဆိုတာဘာလဲမကောင်းမှုဆိုတာမကောင်းတဲ့စိတ်ပေါ့နော်မကောင်းတဲ့စိတ်တွေကမကောင်းဘူးကောင်းတဲ့စိတ်တွေကကောင်းတယ်နော်အပြုအမူအလုတ်ကိုပဲသူကပြောတာပုဂ္ဂိုလ်ကိုမပြောဘူးဒါကတော်တော်အရေးပါတဲ့လိုက်နာစရာတစ်ခုလို့အရင်ထင်တယ်ဟုတ်လားအပုဂ္ဂိုလ်လို့ထင်လို့ရှိရင်သူကချစ်ချင်းမုန်းချင်းဝင်လာတာဒါသတိထားဖို့လိုတယ်နော်လူတယောက်ကောင်းလိုက်တာဘယ်သူလေးကရမ်းကောင်းတာပဲဆိုရင်ရေသနီးတယ်နှစ်သက်တယ်ဆိုတာဖြစ်လာတယ်ဘယ်သူကတော့ရမ်းဆိုးတာပဲဆိုရင်မုန်းတီးတဲ့သဘောကဖြစ်လာတယ်အဲ့ဒီပုဂ္ဂိုလ်တွေရဲ့အတွင်းတန်တာမှာဖြစ်နေတဲ့ပုဂ္ဂိုလ်သဘောမဟုတ်တဲ့သဘာဝတရားရဲ့ကောင်းခြင်းဆိုးခြင်းကိုမြင်မယ်ဆိုရင်ကောင်းလို့လည်းပဲလောဘမဖြစ်ဘူးကိုကောင်းအောင်ကြိုးစားမယ်ဆိုတဲ့စိတ်တွေကတွပွားလာတယ်မကောင်းလို့လည်းဒေါသမဖြစ်ဘူးကိုမကောင်းအောင်နေဖို့လိုတယ်ဆိုတာပဲစဉ်းစားမိတယ်နောက်ပုဂ္ဂလဒိဋ္ဌံနောက်ဓမ္မဒိဋ္ဌံနောက်အလွန်အရေးပါတဲ့ဒီတိစရာလေးတွေကိုနားလည်ဖို့လိုတယ်အဲ့ရှင်သူဝတိကအဲ့လိုမျိုးပုဂ္ဂိုလ်မျိုးပေါ့နော်အဲ့သူ့ကိုနတ်တွေစောင့်ရှောက်တယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ထင်ရှားတာလေးတစ်ခုကနော်သူဗိမိတာရမင်းကြီးနဲ့တွေ့တဲ့အခါကျတော့ဗိမိတာရမင်းကြီးကသူ့ကိုအရန်ကြည်ညိုတယ်ကြည်ညိုတဲ့အခါကျတော့
ရှင်ဗျာဒီမှာသတင်းတော့မှပြီးတော့ရှင်ဗျာကိုအကြောင်းလေးဆောက်ပြီးတော့လှူရမယ်ရောအဲ့လိုပြောထားပြီးတော့မင်းကြီးကမှုကိစ္စများတဲ့အခါကျတော့မေးလျော့နေတယ်ကြောင်းအောင်ဆောက်မပေးရအောင်အဲ့ဒီတော့ကလွင်တီးခေါ်မှာပဲနေရတယ်တပည့်အောက်မှာပဲနေရတယ်ကြောင်းမရှိဘူးဒါပေမဲ့ယဟန္တာပုဂ္ဂိုလ်ကြီးဆိုတော့ဆင်းရဲတယ်ဆိုတော့ပဲရှိမှာတော့ဟုတ်လားဒီတိုင်းပဲနေတာအဲ့တော့အကျိုးရလက်ကဘာဖြစ်လာလဲဆိုတော့မိုးမရွာဘူးတဲ့နော်အဲ့ဒီပဲဟာအိမိသာရမင်းကြီးရဲ့တိုင်းပြည်ရာချိုးမှာမိုးမရွာအမိုးမရွာတာမိုးကတစ်လားလည်းမရွာနှစ်လားလည်းမရွာဒီလိုမိုးမရွာတာကြာလာတဲ့အခါကျတော့တိုင်းသူပြည်သားတွေကမင်းကြီးရဲ့တိုင်းရင်းနဲ့တွားပြီးတော့ဆန္ဒပြကြတယ်မိုးမရွာဘူးဒါဘင်းရင်ပေါ်မှာတာဝန်ရှိတယ်မိုးမရွာတာဘင်းရင်ပေါ်မှာတာဝန်ရှိကြတယ်ဟုတ်လားနော်ပတ်ပြဆန္ဒပြအဲ့တော့မင်းကြီးကခါတိုင်းဒီလိုမဖြစ်ပါဘူးပေါ့လာဆန္ဒပြတဲ့လူကိုစိတ်မတူပါဘူးသူတို့ပြောတာဟုတ်ချင်ဟုတ်မှာငါပါများမှားနေတယ်လို့ကိုပဲစစ်စစ်တယ်ဟုတ်လားအဲ့ဒါနဲ့အကြောင်းကျဆက်ဆက်ပြီးတော့သူစဉ်းစားမိတယ်တဲ့သူလည်းတောတပံပုဂ္ဂိုလ်တူတရားပဲလေမိုးမရွာတာနည်းနည်းတော့ထူးခြားတယ်ပါအဲ့ဒီကြတော့ငါအမခံထားပြီးရှင်သူ့ဘူတီကိုကြောင်းဆောက်ပြီးတော့မလှူရဘူးနော်အဲ့ဒါကြောင့်မိုးမရွာတာနေမှာလို့သူအကြောင်းရင်းကိုသိရတဲ့အဲ့ဒါနဲ့ကြောင်းသွားပြီးတော့ဆောက်ပေးရတယ်အကြီးခဏနာကြီးအဲ့လိုမဟုတ်ပါဘူးသိရမိုးကြောင်းနောက်တစ်ပါးကချင်းချမ်းသာသာလေးနေလို့ရရုံလေးပါပဲဟုတ်လားအဲ့ဒီလိုကြောင်းလေးဆောက်ပြလိုက်တော့ရှင်သူ့ဘူတီကအဲ့ကြောင်းလေးတွေဝင်အဲ့ဒီကြောင်းလေးတွေဝင်သွားဆိုမိုးလေးကဖောပဲကြားတယ်တဲ့အံ့ဩကြနော်တဘာဝတရားတွေကဒါပေမဲ့ရွှဲနေအောင်ရွာတာမျိုးမဟုတ်သေးဘူးအဲ့ဒီတည်းမှာရှင်သူ့ဘူတီကဂါထာတစ်ပုဒ်ရွတ်တယ်တဲ့အဲ့ဒီဂါထာကဘုံဘုံတော့အလွတ်တော့မရဘူးနော်အဓိပ္ပာယ်လေးတော့နားလေတယ်ဘာပြောတာတော့ဆိုတော့ငါမှကြောင်းရှိသွားပြီအမိုးလဲလုံသွားပြီငါရဲ့စိတ်ကလည်းကောင်းကောင်းပွားများထားလို့ကိလေသာတွေကလွတ်ပြီဘာမှစိတ်ပူစရာမရှိတော့ဘူးအမိုးရွာလိုက်ပါကောင်းကောင်းရွာလိုက်ပါတုံ့ပြန်လိုက်ပါလို့အဲ့လိုပြောအဲ့ကျမှတိုင်းတိုင်းမိုးတွေရွာချတယ်လို့ဒါစားထဲမှာမှတ်တမ်းတင်ထားဟုတ်လားအဲ့လိုပြောချင်တာကဘာလဲနော်နတ်တွေရဲ့စောင့်ရှောက်မှုရတယ်နော်အဲ့တော့ဦးဇင်းတို့တပိတ်အန်တော်ဆရာတော်ကြီးဆိုတာတချို့ကြားဦးတယ်နော်အခုတိရိပုဆိုဘုရားကြီးတရားအထုတ်ခဲ့တဲ့တပိတ်အန်တော်ရမှာအရင်တုန်းကနေသွားတဲ့ဆရာတော်ဘုရားကြီးဥပိတ္တိကိုပြောတာနော်ဆိုလာတောပတဗံဖြစ်ခံဓကမထံဆိုတာစာအုပ်လေးရှိတယ်အဲ့ဒီစာအုပ်လေးလည်းနာမည်ကြီးတယ်အဲ့ဒီဆရာတော်ကြီးကလည်းပဲအဲ့လိုမေတ္တာအလွန်အားကြီးတယ်ပေါ့နော်တပါးနဲ့နေအဲ့ဒါနောက်ပိုင်းကျတော့သူ့ကိုယန္တာဆိုပြီးတော့ကြည်ညိုတဲ့လူတွေကအဲ့လိုကြိတ်တိုးနေကြတာတချို့ဆိုလို့ရှိရင်ဘာယောဂဖြစ်နေလို့ပါလမ်းဘေးကတည့်ရတဲ့ဝိတ်ကလေးနဲ့ထုတ်ပြီးတော့တဆယ်တော်ကြီးလက်နဲ့ထိလိုက်ရင်ကြောက်မယ်လို့ထင်ကြယုံကြည်ကြတာပေါ့နော်အဲ့တော့ဆယ်တော်ကြီးသိရတယ်အဲ့ဒီအထုပ်ကလေးငါးစီယူခဲ့လို့ပြောတယ်တဲ့အဲ့ပျောက်လဲပျောက်တယ်လို့ပြောတယ်အဲ့ချို့လဲစာမွေးအောင်ရင်လို့ဘာဖြစ်အမျိုးမျိုးပေါ်လေးလူတွေရဲ့ဆန္ဒတွေဆိုတာပဲဆုံးနိုင်မှာတော့ဟုတ်လားအဲ့တော့နောက်တော့ဆရာတော်တွေဘေးကဆရာတော်တွေကပြောတယ်တဲ့နောက်ဆရာတော်ကြီးကလောကီဆန်တယ်လူတွေကိုပျောက်စီလုပ်ပေးနေတဲ့သဘောမျိုးဖြစ်နေဆရာတော်ကြီးကိုကဲ့ရဲ့တဲ့သဘောပြောတာအဲ့တော့ဆရာဘုရားကြီးကဘာပြန်ပြောလဲဆိုတော့ငါတတ္တဝါတွေကိုချမ်းသာပါစေလို့တောင်မလုပ်ရတော့ဘူးလားလို့ပြောတယ်တဲ့ဒါမေတ္တာရဲ့စွမ်းရည်တတ္တိကိုပြောတာမေတ္တာအားကြီးလို့ရှိရင်အလွန်တရာဘုံတကူကြီးတယ်လို့ပြောတာဟုတ်လားငါကတတ္တဝါတွေရဲ့ပုံမှာချမ်းသာပါစေဆိုတာလေးတောင်မလုပ်ရတော့ဘူးလားလို့ပြောတယ်တဲ့သူကဘာမှသူ့စိတ်ထဲမှာဘာဖြစ်စီများဖြစ်စီအဲ့လိုမရှိပါဘူးချမ်းသာစေချင်တာပဲရှိတာပဲလေဟုတ်လားအဲ့တော့ပြောရင်တာကဘာလဲအဲ့ဒီဆရာတော်ဘုရားကြီးဆိုလို့ရှိရင်တချို့တော့ဟိုနေရာမှာဆုံးခံကြွတယ်ဟိုနေရာမှာဆုံးခံကြွတယ်တစ်ချိန်နဲ့နှစ်နေရာမှာသုံးနေရာမှာတွေ့နေတာရှိတယ်တချို့ဆုံးခံမသွားဘဲနဲ့ဘယ်သူတော့မုံကလေးလှူလဲရတယ်အဝေးကြီးကနေပြီးတော့တတိလေးလှူလဲရတယ်တကယ်တော့ဆရာတော်ကြီးကကြွလာမဟုတ်အနတ်တွေကအဲ့လိုမျိုးလှုပ်တာလို့အဲ့ဒါဆရာတော်ကြီးကအဲ့လိုဝေဖန်ပြတယ်နော်ဒါပါလို့ဆိုနတ်တွေရဲ့စိတ်ထဲမှာအယမ်းကြီးမျိုးလို့သူတို့ကလှုပ်ကြတာဟုတ်လားအဲ့တော့ဒါနှိုင်းရှင်ပြီးတော့တွေးကြလေးကိုဘုံဘုံတော်ပြောပြတယ်နော်ဒါကြောင့်၅ခုမြောက်အကျိုးကျေးဇူးရှိပါတယ်ဟုတ်လားစောင်းလက်နတ်များနော်ရှင်သူဝတိအကြောင်းပြောပြနောက်ပြီးတော့ဗာပြောတော့စိတ်မိသားတို့ရှောင်ရှားကိုမှာအစိတ်တို့မီးတို့ဓာအစရှိတဲ့လက်နက်တွေမကပ်မရောက်နိုင်ဘူးတဲ့နတ္တအဂိဝဝိတံဝတ္ထံဝကမတိနော်အစိတ်တွေမီးတွေဓာလက်နက်ဓာမျိုးတွေမရောက်နိုင်ဘူးအနေကင်းတယ်ကာကွယ်ရေးတာဝန်ကိုကြည်ဝါရှုနိုင်တယ်ပေါ့မေတ္တာတရားကအဲ့ဒါကိုကြတော့ဦးဇင်းတို့နော်တယုတ်ပါဠိတော်ထဲမှာနော်တုတ်တန်အတူလေးတွေနဲ့ဆိုပြန်ဟောထားတာရှိတယ်မေတ္တာကြောင့်ပြောတိုင်းလည်းပဲဦးဇင်းတို့ထည့်ပြီးတော့ပြောဖြစ်တယ်ပေါ့ယောက်ျားသားနဲပြီးတော့မိန်းမသားများတဲ့အိမ်အိုးတဲ့လူစိုးတစ်ခုတွေဝင်ပြီးတော့နှိပ်စက်ဖို့အရန်လွယ်ရဲ့တဲ့ဥပမာပြောတာ
အဲ့လိုပဲလူတယောက်မှာဒေါသတက်တည်များပြီးတော့နော်အလိုမကျမှုမကျေနပ်မှုဒေါသတက်တည်များပြီးတော့တတ္တဝါတွေရဲ့ပုံမှာချမ်းသာစေလိုမှုမေတ္တာတက်အားနည်းမယ်ဆိုရင်တခြားသောတတ္တဝါတို့ရဲ့နော်အမနုဿတကိုးရှိတဲ့ပုဂ္ဂိုလ်တို့ရဲ့နှိမ့်ဆက်ညှင်းတာကိုခံရဖို့အလွန်လွယ်တယ်တဲ့ဟုတ်လားယောက်ျားသားများပြီးတော့မိန်းမသားနေတဲ့အိမ်ကိုလူတို့တစ်ခုဝင်ပြီးတော့နှိမ့်ဆက်ဖို့အခက်အခဲရှိတယ်အဲ့လိုပဲမေတ္တာတက်အားကြီးပြီးတော့နော်ဒေါသတက်အားနည်းတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာကိုတပါးသောတတ္တဝါတွေရဲ့နှိမ့်ဆက်မှုညှဉ်းပန်းမှုဆိုတာလွယ်လွယ်ကူကူသူ့စီကိုရောက်မလာနိုင်ဘူးအခက်အခဲရှိတယ်ရောအဲ့ဒါမြတ်စွာဘုရားဟောထားတာနောက်တစ်ခုကအလွန်ထက်နေအောင်တွေးထားတဲ့တန်အလွန်ကောင်းတာနဲ့လှုပ်ထားတဲ့တန်လေသားတစ်ချောင်းအဲ့ဒီတန်လေသားကြီးကိုတစုံတစ်ယောက်ကဟောဒီတန်လေကိုငါထရဲ6လေးကိုချိုးသလိုမျိုးချိုးပြစ်မယ်စက်ကူကိုလုံးချေလိုမျိုးလုံးချေပြစ်မယ်လို့ကြံစီစဉ်းစားပြီးတော့အဲ့ဒီတန်လေကိုလုံးချေဖို့ကြိုးစားအထောက်မယ်ဆိုရင်အဲ့ဒီတန်လေကဘာမှဖြစ်သွားမှာမဟုတ်အဲ့ဒီလိုကြိုးစားတဲ့ပုဂ္ဂိုလ်ရဲ့လက်တည်တာနဲ့အပိုင်းပိုင်းပြတ်သွားမယ်ပဋိသုတ်တံဆိုဟောတာရှိတယ်အဲ့လိုမေတ္တာအရန်အားကြီးတဲ့ပုဂ္ဂိုလ်ကိုနှိမ့်ဆက်ဖို့ဆင်းရဲအောင်လုပ်ဖို့ကြံစည်စဉ်းစားတဲ့ပုဂ္ဂိုလ်တွေဟာသူတို့တည်တာနဲ့ဒုက္ခရောက်သွားတဲ့အကြောင်းရှိတယ်တဲ့ဟောအဲ့လိုပြောလိုက်တော့ယုတ်တည်းရဲ့မေတ္တာတရားကတံပြန်သူများကိုဖြစ်စီသလားလို့အဲ့လိုတော့မစဉ်းစားသင့်ဘူးအမေတ္တာတရားကြောင့်သူအဲ့လိုဒုက္ခရောက်သွားတာမဟုတ်မပြင်းမတဲ့နဲ့မလုတ်တဲ့နဲ့မဖြစ်တဲ့ကိစ္စကိုလုပ်လို့သူစေတနာကသာလည်းသူ့ကိုအကျိုးပေးသွားတာလို့နားလည်ရမှာမေတ္တာတရားကအဲ့လိုမျိုးဖြစ်တာဖြစ်အောင်လုပ်လိုက်တာမဟုတ်လားတချို့ကနားလည်မှုလွဲတာရှိတယ်ငါဥသလောက်မုန်းနေတာကဲငါမေတ္တာပို့လိုက်အောင်မယ်ဒင်းတို့ဒုက္ခရောက်သွားအောင်ဆိုအမလို့ပြောတဲ့လူတောင်ရှိတယ်ဟုတ်လားအဲ့လိုဆိုရင်အဲ့ဒါဘယ်မေတ္တာကိုမဟုတ်တော့ဟုတ်တယ်မဟုတ်လားဒါအလွန်ကြီးမားတဲ့အာဃာတတစ်မျိုးဖြစ်သွားတယ်ဟုတ်လားနော်အဲ့ဒါမေတ္တာတရားရဲ့နောက်ကာကွယ်နိုင်မှုစွမ်းရည်တတ်တယ်နော်ဒါထူးခြားမှုတွေနော်တချို့တကယ်လုပ်ကြည့်ရင်လည်းတကယ်ထူးခြားမှုကတွေ့ရတာပဲနော်အဲ့ဒီစာအုပ်ထဲမှာဦးဇင်းတို့မှတ်တတ်တင်ထားတာတခုရှိတယ်မာကြီးစော်ဘုရားကြီးတရားလေးထည့်ပြီးတော့ဟောထားတာနော်တက္ကမကြီးတရားကိုလာပြီးတော့တရားအထုတ်တဲ့အခါကျတော့တရားမှတ်လို့မရဘူးတဲ့သူမမှတ်တတ်ဘူးပေါ့နော်အဲ့ဒါဆိုကြီးကစိတ်တွေကအရန်ရှုပ်ထွေးပြီးတော့လှုပ်ရှားနေလို့မလုပ်တတ်တာဆိုပြီးတော့စိတ်ကိုငြိမ်အောင်မေတ္တာကမ္မဋ္ဌာန်းကိုအရင်ပေးတယ်တဲ့နောက်ပိုင်းလာမယ့်အကျိုးကျေးဇူးတွေမှာတိုးတန်စိတ်တန်တမာရီရဲ့ဒီစိတ်ကိုမြဲမြဲဆန်းဆန်းတည်ငြိမ်စေတယ်လို့ပြောတာကိုဒါကြောင့်မေတ္တာကမ္မဋ္ဌာန်းကိုဆရာတို့ရပေးတာပြီးတော့အဲ့ဒါမေတ္တာပွားအဆင်ပြေတယ်နောက်တော့အိမ်နီးနာချင်းမတည့်တဲ့ဒကမတယောက်ကိုဘလို့မှမေတ္တာပို့လို့မရဘူးလို့ဆိုရလာလျှောက်တယ်တဲ့သူရိုးရိုးသားသားပဲဘလို့မှပို့လို့မရဘူးတဲ့အဲ့ဒီနားရောက်ရင်မေတ္တာထင့်နေရောရှေ့ကိုဆက်သွားလို့မရတော့လုံးကြီးမှသိမှတော့သူကမှထင့်နေတယ်ကိုကသွားကိုမသွားတာဖြစ်နေအောင်မယ်ဟုတ်လားနော်အဲ့ဒါနဲ့ဆရာကြီးကသူ့ကိုအမျိုးမျိုးတရားဟောတာပေါ့နော်တန်ခါမှာနော်အမျိုးမတော်တတ်ခဲ့ဘူးဆိုတာမရှိဘူးကျေးဇူးမရှိခဲ့တဲ့လူဆိုတာမရှိဘူးအခိုက်အတန့်အားလျော်ဆိုတာရန်သူနေရာမှာနေခဲ့ပေမဲ့လို့တစ်ချိန်ကအသက်ဆွန့်ပြီးတော့ကိုယ့်ရဲ့အကျိုးကျေးဇူးကိုဆောင်ရွက်ခဲ့တဲ့လူတွေဖြစ်နေတာအလုံးဟာတကယ်တမ်းနားလည်မယ်ဆိုလို့ရှိရင်ဘာမှမကျေနပ်စရာမရှိဘူးကောင်းဝက်ကိုရှာရတယ်အစရှိသဖြင့်မေတ္တာဖြစ်ဖို့အာဃာတပြေဖို့ဆိုလို့ကြီးကကြောင်းချက်လက်နဲ့ပြောပြတော့သူသဘောကျပြီးတော့ကြိုးစားတယ်ရသွားတယ်တဲ့လိုက်လဲကိုပို့လို့ရသွားတယ်ငါကသူမကောင်းတာပဲနောက်ဒါထားလိုက်အဲ့ဒါနဲ့မဆိုင်တော့ဘူးကိုလှုပ်လို့ရသွားပြီဆိုရသွားတာသူမကောင်းတာကြီးကိုကောင်းတယ်လို့လှုပ်လိုက်တာမဟုတ်ဘူးအဲ့ဒါတော့ပြောင်းလဲလို့မရဘူးနော်မကောင်းတာကြီးကတော့မကောင်းတာပေါ့သို့တော့အဲ့ဒီမကောင်းတာကြီးကိုမကောင်းမှန်းသိပါလှဲ့နဲ့ကိုပဲကောင်းတယ်နဲ့စိတ်ထားလို့ရတယ်ဒီလူကဒီလိုပါလို့သိတယ်မသိဘူးမဟုတ်ဘူးသိပါလှဲ့နဲ့ကိုပဲဘာဖြစ်တော့အဲ့ဒါပေါ့ထားလို့ရတယ်ဟုတ်လားရသွားပြီတဲ့အဲ့ရသွားတော့လာလျှောက်တော့သူကနောက်တစ်ပတ်လောက်နေမှလာလျှောက်တယ်ဆိုကြီးကိုဆရာတော်ဟဲ့ထူးဆန်းလုံးလို့လျှောက်ပြရစီလို့ပြောဆိုရက်လျှောက်ပါလို့ပြောတော့သူလျှောက်တယ်တဲ့တပည့်တော်အဲ့နေရာမေတ္တာပို့တော့ရတယ်ဗျာတဲ့အဲ့ဒါအာယုန်ထဲမှာစိတ်ထဲမှာပေါ့နော်အဲ့ဒီတက္ကမဘလို့အဝတ်စားလေးနဲ့ပေါ့အဲ့ဒါသူ့ကိုဥရပါရပြေးလာပြီးတော့အတော်ရဲ့ဖြစ်ခဲ့တာတွေကိုဘာမှမအောင်မေ့ပါနဲ့ပေါ့နော်ကျမလည်းဘာမှမအောင်မေ့ပါဘူးပေါ့အတော်ရိတ်တာသွားပြီးတော့တရားအထုတ်နေတယ်ဆိုလို့ကျမတို့လည်းဝမ်းသာနေတာပါကျမလည်းပဲအဲ့ဒီရိတ်တာကိုတရားဝင်ဖို့အခုစူးစမ်းနေပါတယ်လို့လာပြောတာကိုတွေ့ရတယ်တဲ့အဲ့ဒါကိုသူကဆရာတော်ကြီးကိုရှောက်တယ်အဲ့ဒါကစိတ်ထဲမှာထင်တာတော့ဆိုရင်ဒီတော့မအံ့ဩပါဘူးတဲ့အဲ့ဒါတပြည့်တော်ကလာပြည့်နေတိုင်းရှေးဘုံဘုရားကိုသွားတယ်တဲ့အဲ့အဖိနေကအဲ့လိုဖြစ်တာအဲ့လာပြည့်နေကြတော့သွားတဲ့ခိုင်တော့ဘုရားရှင်မြင်တော်ပေါ်မှာအဲ့ဒီသူ့ရဲ့စိတ်ထဲမှာတွေ့တဲ့အတိုင်းအဲ့ဒီအဝိဇ္ဇာတိုင်းပဲတဲ့တပုံစံနဲ့စကလုံးကလည်းမပြောင်းဘူးတဲ့အဲ့ဒီပုံစံအတိုင်းလာပြီးတော့သူ့ကိုဥရပါရလာပြောတယ်တဲ့အဲ့ဒါဘာလဲပေါ့ဒါဘာနဲ့စမ်းသပ်ကြည့်မလို့ဒီကိစ္စ
san mù là sao này nó biết là mấy anh đi thao mà biết khi nào sao chưa biết rồi lúc bây giờ gì thì lúc tôi xí thêm mà bỏ này thế này không vậy là tại ông bây giờ bọn tôi nói biết là bây giờ xoay tất đi thì sao đó chỉ để sao đó ná lấy bây giờ tôi giờ bọn mà dùng chim mũ áo cao chưa ra à mày không là tại trong tất cả thì cái lúc biết đi rồi thì lúc miêu biết là ai chỉ là bao gồm mì rồi xây rồi đá rồi đó thì lúc lên đây thì tôi bây giờ xem chim mũ đá đi vào mà tôi giờ chừng giờ chăm chỉ cái mà tôi cứ chụp cho ra là chỉ đấy tôi nói tao mà làm biết là lâu ai chỉ vào lên này bây giờ các mình làm nhà này chỉ để khai ra bảo đồ nhà mà nhà đồ ấy cái chuyện mà đó sao đấy mà bây giờ mà đi nên cho rồi là xem này mà đó lúc đi học tăng chắc là anh gì vui thay bà nên chỉ lúc mà mình à tôi đó tăng chắc là anh gì chụp bây giờ tiếp bên mà chỉ thay lại mấy chuyện ấy cái chuyện mà chuyện nó chuyện nó mà mấy bộ đó ấy cái chuyện mà tôi nói tao mà biết là lên lúc xem này đấy đó đại gia một lúc tụi nhà mà này số nào sao đấy xem chả đó số đó là biết là chắc cái là nó âm nhạc biết nó xí này bộ lừa thu được chuyện anh ấy bao nhiêu trái áo xe anh ấy tham gia mà lại chú ra bị rồi thu đào này mũ lừa bộ đó tại sao sẽ mi đá thì mới tôi số đó cái khá bỏ thằng này nó phải đó mà mới tôi đâu lừa số lừa nhiều mà hậu hậu là tôi giờ xoay gì tại tôi xí này để khai ra mà thằng xoay bia này số đó bao nhiêu nà này mà hậu là ở đâu giờ nó vẫn nhiều xí vào rồi chạm nhiều xí vào nó sẽ mi đá đồ sáng sáng cổ mà hậu là bây giờ chúng ta bảo rồi sao liên xoa xây đi sao đó tôi đang xây đang tập đi đi nhất là để tháo lại mấy sự kiện xây cái miếng miếng sáng nhìn đó đấy nhà đó chuyện xây cái cháu biết khăn đi đấy sao là lúc mà cha mua này cháu biết khăn ra làm nhà đấy hậu là xây đây mà cha mua này lúc khăn ra làm nhà đấy đâm nhất là xí đó đấy nhất là chết đó đấy sự kiện cái đó là lúc nhìn đó đấy tôi biết là cha là mua giá đấy tôi rằng xây cái miếng miếng sáng nhìn đó thì cái mà thay mà cái lúc miếng khó thay là mà tôi à cô tôi đang xây đang tâm đi ở đi rồi tôi nói đến nhất là chú chỉ được trả lại này mà bây giờ nó tuyệt vời đấy hậu là cái nào đó nên chưa ra gì cả đã quan nó có đó lý chuyện nhà đó mà cô ai cũng chịu chuyện này chỉ mà giờ cái này ai cũng biết được xây cái chắc cái này nhìn đó đấy anh tham nhiều giá này mà sao đấy sao này lý chuyện thao bộ đó rồi đó tại lý chuyện mình cho anh chuyện bị rồi mà cô xây thế mà cô ai cũng chịu này ra cô lúc này ra sau này ra lần này cô lúc này ra lúc này rồi thao lên lúc đó thao hậu là tại trong lúc này cha chịu phụ rồi mình lừa là lừa đấy hậu là ở đây chuyện tôi đang xây đang tâm đi đi xây hàng miếng sáng sáng đi nhìn mẹ đó liên xoa xây đi xuyên chi miếng nào nó muốn khao nó quét đi đi bây giờ ai chỉ là bao gồm miếng nào anh nói mà chi lên này lan san này hậu là bây giờ anh chi lên bây giờ anh chi lên gì đấy miếng nào cũngဖြစ်gì đấy hậu là cái chỗ chỉ chỗ là về bây giờ nó tất cả là mà rồi đấy ta bố thôi dân lúa đá thì bì bây giờ chỉ nên lúa xí mình thêm vào cô em nhân này giờ chỉ mà còn xíu mà còn này tôi nhà chỉ biết là anh đi tham nhiều mà bây giờ chỉ rồi đi này mà nhân này chỉ còn này chỉ mà còn mua số là la là này thì cả mất tất cả hậu là ở yêu su lên này chỉ còn này là gì nó la gì này chỉ mà còn nào gì nó hậu là ta vào lấy số đó xây ở đó à thêm ham mua gì đấy nên là những ăn ở đây đi la đấy u đấy số đó cái sao lại ăn ở đây nó bị la là bị lúc la rồi bà mà tây lại qua là lại mà hậu nó để cho rồi những khu dân gì mà lao hoặc là đám bạn cũng nó bao sát rồi là chỉ con này ra chỉ con này mà có mua số nào lại về u dân sĩ thì mình sẽ làm gì đâu cho là đeo này đeo cái này nhái tay xài này cô chỉ con này rồi đua lấy chỉ con này để lúc đi miếng sống chết già này xem là gì nó cô sẽ cả chạy đào vào lúc vô bộ là khét đấyဟုတ်တယ်မဟုတ်လားလှတယ်ဆိုတဲ့လူအားလုံးနှီးပါးကလှတယ်လို့ပဲဝိုင်းပြီးတော့ပြောကြတာပဲမဟုတ်လားဟုတ်တယ်မဟုတ်လားနော်အိုတယ်လှတယ်ဆိုတဲ့ကိစ္စအဲ့ဒီအိုတယ်လှတယ်ဆိုတဲ့ကိစ္စကလည်းတကယ်တော့အရင်စစ်လိုက်မယ်ဆိုရင်ဘာပေါ်မှာအခြေခံနေတယ်လို့ထင်တယ်ဒီမြစ်တာကိုပဲအခြေခံတာဆိုကြပါစို့ရသော်ဘုရားကိုသူ့ဘာလို့လဲမေးတာတရားတော်ရှည်တော့မယ်နဲ့တူတယ်ဟုတ်လားလူချင်းတူပါလဲနဲ့တချို့ကရုပ်လှပတင်နေတယ်တချို့ကမလှဘူးအဲ့ဒါဘာလို့လို့တော့ဖြစ်လျာဘဝဒေါသအားကြီးတဲ့ပုဂ္ဂိုလ်အယုတ်ဆိုးမယ်နော်ဒေါသအားနေတဲ့ပုဂ္ဂိုလ်ရုပ်လာမယ်ဒေါသအားနေဆိုမေတ္တာအားကြီးတာကိုပြောတာဟုတ်လား
တော့ကိုကမေတ္တာအခုသာလင်မျက်နှာကိုကြည်လင်စေတာမို့နောက်ဘဝတစ်ခုရမယ်ဆိုရင်အဲ့ဒီရတဲ့ဘဝမှာသူများစိတ်ထဲမှာနှစ်လိုပဲဖြစ်သွားစေမဲ့စိတ်မျိုးလွယ်လွယ်ကူကူပေါ်သွားစေနိုင်တဲ့မျက်နှာမျိုးအသွင်သဏ္ဍာန်မျိုးကိုရနိုင်တယ်အဲ့တော့ဒီလှတဲ့အိုးတယ်ဆိုတာကိုဘယ်သူဖန်ဆင်းလိုက်တယ်လဲလို့မင်းဒီစိတ်ကပဲဖန်ဆင်းလိုက်တာဒေါသစိတ်ကအိုအောင်ဖန်ဆင်းတယ်ဟုတ်တယ်ဖြစ်နေတဲ့ဒေါသစိတ်ကြီးကိုအားစမျက်စိနဲ့မမြင်ရဘူးလို့အလွန်အိုလိုက်မယ်ဆိုတာကိုသိနိုင်တယ်စိတ်ကြီးကိုကြည့်ကြည့်တယ်စိတ်တိုင်းမကြောက်နော်သူ့ပုံရိပ်ညံဖမ်းလို့ရမှဆိုရင်ဒေါသဟာဘယ်လောက်များအယုတ်ဆိုးမလဲလို့အရင်တွေးကြည့်တယ်ဟုတ်တယ်မဟုတ်လားစိတ်တိုင်းမချနေဘူးစူပုတ်နေဟုတ်တယ်မဟုတ်လားစိတ်ရဲ့သဘောကိုပြောတာနော်အဲ့လိုဆိုရင်စိတ်ရဲ့မိယာရုပ်ကြီးကလည်းဘယ်လိုဖြစ်နေတော့အဲ့ဒီတိုင်းကြီးပဲဖြစ်တယ်ဟုတ်တယ်မဟုတ်လားဒါကြောင့်ဒီရှင်ကြည်မျက်နှာဆိုတာနဲ့ပတ်သက်ပြီးတော့နော်နောက်ရမယ့်ဘဝတွေထိဆက်ပြီးတော့အကျိုးသက်ရောက်မှုရှိတယ်ဆိုတော့နားလဲအခုဖြစ်နေတာလဲဒီကုလုံးကဖြစ်ခဲ့တဲ့ဒေါသအနေအများရဲ့ပုံရိပ်တွေပဲတကယ်တမ်းကစိတ်တိုင်းမကြမှုများခဲ့တယ်စိတ်တိုင်းမကြမှုပုံရိပ်ကြီးအဲ့တော့ကိုယ်ပုံရိပ်ကြီးကလည်းသူများစိတ်တိုင်းမကြတဲ့အကြီးဖြစ်တယ်ပေါ့ဒါတော့ဥစဉ်စဉ်းစားကြည့်အောင်ကိုယ်စိတ်တိုင်းတွေကြားခဲ့တယ်အကုန်လုံးချမ်းချမ်းသာသာကြည်ကြည်လင်လင်ဖြစ်ခဲ့တယ်ဆိုရင်ကိုယ်မြင်လိုက်တာနဲ့သူများရဲ့စိတ်ကဘယ်လိုဖြစ်တော့ချမ်းချမ်းသာသာကြည်ကြည်လင်လင်ဖြစ်တယ်ဟုတ်တယ်မဟုတ်လားဒါကြောင့်အဲ့ဒီအကျိုးပေးကိုလည်းပဲမေတ္တာတရားကြောင့်ရရှိနိုင်တယ်ဟုတ်လားဘယ်နှခုရှိသွားသလဲ7ခုရှိသွားတယ်လားဟုတ်လားလင်စွာစိတ်တည်ရှင်ကြည်မျက်နှာနော်9ခုရှိသွားပြီနဲ့တူတယ်ဟုတ်လားနောက်ဦးဇင်းတို့10ခုမြောက်ကသေကမတွေ့နော်သေလို့ရှိရင်မတွေ့မွေသေရတယ်တဲ့ဟုတ်လားနော်အတ္တမုံလောကာလံကရောတိလို့မြတ်စွာဘုရားတော့အဲ့လိုဟောတယ်အတ္တမုံလောတွေ့ဝေမရှိဘဲနဲ့ကြည်ကြည်လင်လင်ချမ်းချမ်းသာသာကာလံတေခြင်းကိုကရောတိပြုရတယ်ဟောတစ်ချိန်ကျတော့ဆုံးသားမှာနော်ကိုယ်စိတ်တိုင်းကြမကြနော်အချိန်စေ့လာပြီအကြောင်းတရားကုန်သွားပြီဆိုရင်ရက်ကြမှာပါဟုတ်လားအဲ့ဒီအနေထားရောက်လို့ရှိရင်ဘလို့စိတ်နဲ့ဒီဘဝကိုအဆုံးသတ်မလဲဆိုတာတွေကနောက်ဒုတိယရမယ့်ဘဝအတွက်အလွန်အရေးပါတဲ့မေခွန်းပဲဟုတ်တယ်မဟုတ်လားအဲ့ဒီအနေထားလေးကိုအခြေခံပြီးတော့နောက်ဘဝတစ်ခုထပ်ရမှာနော်ဒီကနေ့စိတ်အနေထားလေးကိုအခြေခံပြီးတော့နောက်ဘဝတစ်ခုထပ်ရမှာကောင်းဆိုတာအဲ့ဒီကနေ့မှာမတွေ့မဝေချမ်းချမ်းသာသာတည်နိုင်ဖို့အရင်အရေးကြီးတယ်ဆိုတာကိုပြောချင်တာပါလက်မြစ်တအားကြီးတဲ့လူဟာဒီကနေ့မှာချမ်းချမ်းသာသာတည်ရမယ်လို့ဒါမျိုးဆိုပြဟောအပြန်အားဖြင့်ဒေါသအားကြီးမယ်ဆိုရင်တော့ဒီကနေ့မှာစင်းရဲတည်ရတဲ့အကြောင်းရှိတယ်ဟုတ်တယ်ဒီကိစ္စမတည်ခင်မှာဒီကနေ့ကြီးစိတ်တို့အလိုမကျတာဝဲအမြင့်လေးကျင်နေတယ်လို့ကြီးလုံနေကြည့်ပေါ့နော်အခုအလိုမကျတဲ့ကိစ္စကဘယ်လောက်ကြီးကျယ်လဲဒီကနေ့မှာအလိုမကျတဲ့ကိစ္စကြီးကဘယ်လောက်ကြီးကျယ်မလဲအဲ့ဒီနှစ်ခုရှင်းကြည့်ပေါ့ဒီတစ်ချက်သားလောက်လေးတာလေးတော့မမနိုင်ဘူးဆိုရင်တပိတ်သားလောက်လေးတာကိုမနိုင်ဖို့ညှို့လင်းစရာမရှိဘူးဟုတ်လားဘာမဟုတ်တဲ့အကြောင်းအရာလေးတောင်စိတ်တူနေတယ်အလုံးကိုဆွန့်ရတော့မယ်အလုံးပြည့်စည်တော့မယ်ဟာအယံကိုခက်ခဲနေတဲ့အဲ့ဒီအခြေအနေကြီးကအဲ့ဒီအချိန်မှာဒေါသကိုမဖြစ်အောင်မလုပ်ဖဲနေမလားသူကတော့အခြေအနေကတော့ဒေါသဖြစ်အောင်ဖန်တီးနေတဲ့အနေအထားမျိုးကြီးလို့ဦးချင်းထင်တယ်နော်ဒေသလေးအနေအထားဆိုတာကဒါကျင့်တတ်စရာကောင်းတဲ့ကြည်နူးစရာကောင်းတဲ့ကိစ္စမဟုတ်တာတော့သိကြတယ်လေဟုတ်တယ်မဟုတ်လားအဲ့တော့စဉ်းစားကြည့်မသေးခင်မှာအများအားစိတ်တို့နေရင်သေကနီးဆိုရင်သေချာပေါက်စိတ်တို့ကိုအလားလားများတယ်ဆိုတာကိုဒါဦးဇင်းလက်တွေ့စဉ်းစားကြည့်တော့အဲ့လိုဆိုရင်သေကနီးမှာကြံ့ကြံ့ထန်ထန်ပူပူလောင်လောင်သေရတော့မယ်ကြောက်ပြီးတော့သေတာမျိုးလည်းဖြစ်နိုင်တယ်စိတ်တိုင်းမချပြီးတော့ကြံ့ကြံ့ထန်ထန်သေတာမျိုးလည်းဖြစ်နိုင်တယ်အဲ့လိုဆိုရင်မကောင်းတဲ့ဘဝကိုပဲရောက်သွားမှာမသေကနီးမှာမတွေ့မွေးသေဖို့လည်းအရင်အရေးပါတယ်အဲ့တော့နောက်ဆုံးအကျိုးကျေးဇူးအနေနဲ့သေကမတွေ့လားလေဖြစ်မှာဟောကောင်းကောင်းသိရင်ကောင်းတဲ့ဘဝရောက်သွားတယ်ဆိုတဲ့သဘောပဲနော်ဗြဟ္မဘဝကိုတောင်ရောက်နိုင်တယ်လူအဖြစ်နတ်အဖြစ်ကိုတောင်ကြော်ပြီးတော့ဗြဟ္မအဖြစ်ကိုရောက်သွားနိုင်တယ်ဟုတ်လားဥတ္တရိအပတိဝိဇ္ဇံတော်ဗြဟ္မလောကုဘဂောဟောတိနော်အထက်မဲ့ဖို့ကိုမရသေးဘူးဆိုရင်ဘဝသွားရအောင်မယ်ဆက်ရအောင်မယ်ဆိုရင်ဗြဟ္မပြည်ကိုရောက်လိမ့်မယ်လို့ပြောတာနော်အရဟတမညာရတ္တဘုံညာရထားမယ်ဆိုရင်သူဗြဟ္မပြည်သွားကြကြောင်းမရှိတော့ဘူးပေါ့ဟုတ်လားဒါနောက်ဆုံးဦးဇင်းတို့ရရှိမယ်အကျိုးကျေးဇူးဟုတ်ရဲ့လားအဲ့တော့အကျိုးကျေးဇူးဘယ်နှပါးရှိသွားလို့7ပါးရှိသွားတယ်နော်အိမ်နိုးချမ်းသာကောင်းစွာအိမ်မက်ချစ်လျက်လိုနတ်စောင်းလက်နှမြစိတ်မိတာတို့ဆောင်ရှားကိုမှလင်းစွာစိတ်တည်ရွှင်ကြည်မျက်နှာသေးကမတွေ့လားလေပြမဆက်တက်ဖြာသည်ပြစ်တာပွားမှုအကျိုးတွေဟုတ်လားဒီအကျိုးကျေးဇူးတွေကိုတရားဓမ္မတို့ဦးဇင်းတို့တွေကစဉ်းစားဆင်ခြင်ကြည့်မယ်ဆိုရင်မေတ္တာတရားရဲ့ပုံမှာအာကိုအာရာစိတ်တရားဖြင့်ယုံကြည်မှုဒါတွေတိုးလာပြီးတော့မေတ္တာပွားများဖို့အတွက်ပို့ပြီးတော့ထ
ထက်တန်လာမယ်ပေါ့အဲ့ဒါရှိမှရှေ့ဆက်သွားလို့ရမှာနော်ထက်တန်မှုရှိမှမေတ္တာပွားတယ်လုံးမဟဲ့ဆိုတာလေးကဖြစ်လာမှာလုံးမလည်းဒီအကျိုးကျေးဇူးကရမှာတော့စကားနဲ့ဥပါအရေးကြီးတာလဲဆိုတော့သူ့ရဲ့ပုံမှာယုံကြည်မှုရှိဖို့လိုတယ်ရှိဖို့လိုတယ်ယုံကြည်မှုရှိဖို့လဲအခုအဲ့ဒီအတွက်ဒါဘုံဘုံတို့အလုံးလုံးနေကြတာနော်ဘုံဘုံကလည်းစကလုံးတွေကိုသုံးပြီးတော့ယုံကြည်မှုထွက်လာအောင်ကြိုးစားတာပေတတော်ကလည်းနားကိုအသုံးပြုအတွေးကိုအသုံးပြုပြီးတော့ယုံကြည်မှုတွေထွက်လာအောင်ကြိုးစားတာဘာလို့ဖို့လို့အဲ့ဒီယုံကြည်မှုကဆက်ပြီးတော့အလုံးလုံးလို့ရအောင်လို့ဟုတ်တယ်မဟုတ်လားဆက်ပြီးတော့အလုံးလုံးမှဒီအလုံးရဲ့အကျိုးရလဒ်ကိုခံစားရမှာဟုတ်လားအဲ့တော့ဦးဇင်းတို့ဒီကုန်းချုပ်ပါလေးဆက်ပြီးတော့ပြောရင်တော့ဆိုတော့အဲ့ဒီမေတ္တာတရားပွားများတဲ့နေရာမှာနော်ဒါဟာသဘာဝတရားဆိုတဲ့အသိရှိဖို့လိုတယ်ပုဂ္ဂိုလ်တ attva ဆိုတဲ့အတိကိုကျော်လွန်သွားအောင်လည်းပဲကြိုးစားဖို့ရည်ရွယ်ချက်ရှိဖို့လိုတယ်။ဒါကြောင့်ဦးဇင်းတို့မေတ္တာတုတ်ထဲမှာဒိဋ္ဌိဉ္စအနုပက္ခမသီလဝါဒတနေနာတံပံတောအာမေတုဝိနယကေရနာဟိဇာတောကပ္ပတေယပုဏ္ဏရေတိဟုတ်လားဒိဋ္ဌိဉ္စသင်္ချာဖြစ်ပေါ်နေတဲ့ဒီယုံနာသဘာဝတရားတွေကိုဒါငါပဲသူပဲပုဂ္ဂိုလ်တ attva ပဲလို့မှားယွင်းနေတဲ့တက္ကာယဒိဋ္ဌိကိုအနုပက္ခမမကတ်ရောက်မှုရွေးတယ်ဟောဒါလေးပါတယ်နော်သီလနဲ့ပြည့်စုံပြီးတော့အဲ့ဒီတက္ကာယဒိဋ္ဌိမကန့်ညီပဲနဲ့ဒီမေတ္တာကိုပွားများမယ်ဆိုလို့ရှိရင်နော်ကာမဘုံကိုတော့တစ်ဆင့်ပြန်ပြီးတော့မလာတော့ဘူးတဲ့ဟုတ်လားဒိဋ္ဌိဉ္စနုပက္ခမသီလဝါဒတနေနာတမ္ပံတောကာမေတုဝိနေယခေရနာဟိဇာတောကပ္ပတေယပုဏ္ဏရေတိဟုတ်လားအမိဝမ်းကောင်းကိုတစ်ဖန်ပြန်ပြီးတော့အောင်းစရာမလိုတော့ဘူးလို့အဲ့ဒီလောက်ထိတော့ပြောတာလားဟုတ်လားနောက်တစ်ချက်ကလည်းပဲမေတ္တာတရားထဲအကျိုးကြီးမားတဲ့သတိပဋ္ဌာန်ဘာဝနာကိုပွားများခြင်းကြောင့်ရရှိမဲ့အနိစ္စပညာဆိုတာရှိပါသေးတယ်။ဒါဦးဇင်းတို့ဝေလာမတုတ်တန်ထဲမှာမြတ်စွာဘုရားကကုသိုလ်ကောင်းမှုတွေရဲ့တန်ဖိုးအနှိမ့်မြင့်ကိုနှိုင်းယှဉ်ပြတဲ့နေရာမှာဒါနကောင်းမှုမျိုးစုံတို့ထက်တရဏဂုံ၃ပါးဟာတာလွန်ပြီးတော့မြင့်မြတ်တယ်။တရဏဂုံ၃ပါးထက်၅ပါးသီလကတာလွန်ပြီးတော့မြင့်မြတ်တယ်။၅ပါးသီလထက်အခုပြောနေတဲ့မေတ္တာတရားကတာလွန်ပြီးတော့မြင့်မြတ်တယ်။အဲ့ဒီမေတ္တာတရားထက်ဒီဘဝဒီခန္ဓာဖြစ်ပေါ်နေတဲ့ဘယ်ဘဝတဘာဝတရားမှာတည်မြဲမှုမရှိဘူးလို့မှန်မှန်ကန်ကန်သိတဲ့အိဋ္ဌပညာကတာလွန်ပြီးတော့မြင့်မြတ်တယ်လို့ဟောထားတာရှိတယ်။အဲ့တော့အိဋ္ဌပညာကိုသိဖို့မြင်ဖို့အတွက်တော့ရည်ရွယ်ချက်ကတော့ကြီးကြီးမားမားရှိရမယ်။အဲ့တော့ဒီမေတ္တာတရားကဘာအတွက်ပြောရတာလဲဆိုတော့ချမ်းရံမှုလိုအပ်တယ်ဆိုတာကိုပြောတာ။ဟုတ်လားမနေ့တုန်းကပြောရတာကဘုရားနုတ္တိလိုအပ်တယ်နော်ဒါမလိုအပ်ဘူးလို့သွားမထင်နဲ့ဟုတ်လားလုပ်ရမယ်ခါအားလျော်စွာဟုတ်လားခုမေတ္တာတရားကိုလည်းပဲကြိုးစားကြည့်ပေါ့နော်ဒီမေတ္တာသမာဓိကိုပဲအခြေခံပြီးတော့ဝိပဿနာသွားမယ်ဆိုရင်သွားလို့ရတယ်ဟုတ်လားစိတ်ကြည်လင်တန့်ရှင်းနေတော့ဒီမေတ္တာစိတ်ကိုပဲနော်အနိစ္စဒုက္ခအနတ္တရှုလို့ရတာပေါ့ဘာလို့မရမှာတော့သူ့ကိုပဲမှန်တိုင်းနားလည်အောင်လုပ်လို့ရတာပဲလေဟုတ်လားဒါကြောင့်ဦးဇင်းတို့လေဒီဆိုဘုရားကြီးရဲ့တပည့်နော်ဆယ်ကြီးတော်ဆရာတော်ဆိုတာရှိတယ်အဲ့တခါဦးဇင်းတို့ပြင်မနာဘက်မှာရှင်ချောင်းနန်းတက်ပွဲဆိုအဲ့မှာတရားဟောတော့နှောင့်ယှက်တစ်ခုရှိတယ်လို့ဆိုကြီးကပြောတာတရားဟောရင်းနဲ့အဲ့ဒါကြောင့်မို့လို့သူ့တပည့်ကိုနောက်ကနေမှန်ကူကွက်ကလေးလှုပ်ဆမ်းပါလို့ပြောတယ်တဲ့အမှန်ကူကွက်ဆိုတာဘာလဲဆိုမေတ္တာပို့ခိုင်းတာနောက်ကြည်ကြည်လင်လင်လေးဖြစ်အောင်လှုပ်ဆမ်းပါလို့ပြောတာတဲ့အဲ့ဒါဆရာတော်ကြီးကသူ့တပည့်ကအဲ့ဒီဆယ်ကြီးဆရာတော်ကမေတ္တာပို့တယ်အဲ့နောက်နေ့ဘာခက်ခဲမှမရှိဘူးအဆင်ပြေတယ်အဲ့တော့ဆရာကြီးကမင်းမေတ္တာစွန့်လိုက်လားဘယ်လိုလှုပ်တုံးလို့မေးတော့အဲ့ဒါသူကဒီတတ္တဝါတွေကိုမေတ္တာပို့တဲ့နေရာမှာဒီမျက်စိနာနာလျာကိုစိတ်ဒီဒေါရ6ပါးအကြီး6ပါးကိုသူမြင်အောင်လုပ်ပြီးတော့တော့ကောင်းကောင်းမြင်နိုင်ကြပါသေးကောင်းကောင်းကြားနိုင်ကြပါသေးဘာဆင်းရဲမှမဖြစ်ပါစေနဲ့တော့စိတ်ဆင်းရဲလေးလည်းဘာမှမဖြစ်ပါစေနဲ့ကိုယ်ဆင်းရဲလည်းဘာမှမဖြစ်ပါစေနဲ့တော့အဲ့လိုမျိုးသူခွဲခြမ်းပြီးတော့မေတ္တာကိုအသေးစိတ်ပို့တာလို့ပြောတယ်တဲ့အဲ့ဒီဆရာတော်ကနော်ဒါကဦးဇင်းတို့လက်တစ်ဆင့်စကားတစ်ဆင့်နာနောက်မှတ်တမ်းတင်ထားတာကိုကြားရတာဖတ်ရတာပေါ့နော်အဲ့တော့ပြောရင်တာကမေတ္တာကဒီလေးတဲ့ဒီဝိပဿနာတရားတွေကိုဆက်ပြီးတော့သွားဖို့အတွက်နော်အများကြီးလွယ်ကူတဲ့တရားဖြင့်နော်ဝိပဿနာဘာဝနာကိုပွားများဖို့အတွက်အများကြီးခရီးရောက်ပြီးသားလုပ်ငန်းတစ်ခုဖြစ်တယ်ဆိုတာကိုနားလည်ဖို့ဒါကိုပြောရင်လားဟုတ်လားအများကြီးအရှိအထွေးတွေအများကြီးနည်းသွားပြီဆိုဟိုဘက်လှုပ်ရှားရှိတာလေးဆက်ပြီးတော့လှုပ်သွားဖို့လွယ်ကူတယ်ဆိုတာလေးကိုပြောပြတာဟုတ်လားဒါကြောင့်မေတ္တာကိုထူထောင်ကြည့်လိုက်စိတ်ထဲမှာဘလို့ဖြစ်လာတော့နော်ဒါကိုစိတ်ဖြစ်နေတဲ့ခံစားချက်ကိုလည်းမသိနိုင်ဘူးလားသိနိုင်တယ်သူ့ရဲ့အနေထားကတော့နော်အယမ်းချမ်းသာမယ်ဆိုတာကတော့အလွန်ထင်ရှားတယ်ပေါ့ဟုတ်လားမေတ္တာကြောင့်ဖြစ်တဲ့ချမ်းသာမှုဆိုတာကတချို့ကိစ္စတွေကစကားလုံးနဲ့ပြောလို့မရဘူးနော်ဒါကြောင့်ကိုယ်တိုင်ဒီလေးနေတဲ့ကိစ္စတွေကိုအတွေ့အကြုံရှိအောင်ဟဲ့ဆိုတဲ့ထက်သန်တဲ့စိတ်နဲ့လုပ်ကြည့်ဖို့ပဲလိုတယ်ပေါ့ဟုတ်လားဒါလေးကဏီကုန်းချုပ်ဘုံဘုံတို့ပြောတာပါနော်
လက်ဒီမေတ္တာတရားကိုပွားများရင်းနဲ့ပဲဖြစ်ပေါ်နေတဲ့ဒီသဘာဝတရားဒီခံစားမှုဒီစိတ်ဒီအနေထားဒါတွေကိုပုဂ္ဂိုလ်တ attva ဆိုတဲ့အမြင်ကိုဖျောက်ပြီးတော့နောက်သူလည်းပဲဖြစ်ပေါ်လာပြီးတော့ပျောက်ပြက်နေတဲ့သဘောထပ်ပြီးတော့ဖြစ်ပေါ်လာတဲ့ပျောက်ပြက်သွားပြန်တယ်အဲ့ဒါကိုသိအောင်လည်းပဲဘာလို့ဖို့လို့တော့ကြိုးစားဖို့လိုတယ်ဟုတ်လားအဲ့ဒါဘုံဘုံတရားဟောတာဘယ်လောက်ရှိသွားပြီတော့တရားကြီးရှိသွားပြီနော်အဲ့တော့ဒီနေ့မေတ္တာဘာဝနာပေါ့ဟုတ်လားဒါကြောင့်မိမိတို့ရဲ့ဘဝမှာအစအရာရာအစဉ်ပြေးသွားစေမယ့်နောက်ဆုံးဝိပဿနာဘာဝနာကိုကြီးကျယ်စွာအထောက်အကူပြုနိုင်မယ့်မေတ္တာဘာဝနာကိုကြိုးစားအထောက်ပြီးတော့ပိဋကဘောတရားကောင်းတို့သည်နောက်ဆုံးမဉ္ဇဉ်ဘုညမျက်နှိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ကြတဲ့တရားကောင်းများဖြစ်ကြပါစေလို့အရှင်တို့ဆန္ဒပြုပြီးတော့ဒီကနေ့အလုံးသောပိဋကဘောတရားကောင်းတို့ပြုလို့အထောက်ကြရသောဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစွတ်တို့ရဲ့အစွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဉ္ဇဉ်ဘုညမျက်နှိဗ္ဗာန်ကိုလျင်မြန်ထုတ်ချမျက်မှောက်ပြုပါစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း